မင်္ဂလာပါရှင် Her Voice Her Platform season မှာကြိုဆိုပါရစေဒီ season မှာအခုလိုအမျိုးသမီးမိခင်တွေရဲ့အတွေ့အကြုံတွေကိုလွတ်လပ်စွာမျှဝေခွင့်ရတယ်လို့အကျက်အတဲတွေကြားတဦးနဲ့တဦးမတူညီတဲ့ဂိုင်တွယ်ဖြည့်ရှင်းနည်းတွေကိုသိရှိခွင့်ရမှာပါတာသမီ3ယောက်နဲ့ဘဝဖြစ်တန်းတာပြောမယ်ဆိုလို့ရှိရင်အမ live ကိုပြောရတယ်လို့ပဲဖြစ်မှာပဲ။ဘာလို့လဲဆိုတော့အမကဘယ်လိုက high school မှာပဲအိမ်အောင်ကြတာပေါ့နော်။အိမ်အောင်ကြတယ်ဆိုတော့ကလည်း high school မှာပဲတသားလေးရှိပြီးသွားတဲ့ခါကျစောစောအိမ်အောင်ကြတာဖြစ်တဲ့အကြောင်းပေါ့။အမကြီးပြင်းလာတာတသားကြီးပြင်းလာသလိုအမသားကြီးပြင်းလာသလိုအမကြီးပြင်းရတယ်လို့ပဲပေါ့နော်။အမရဲ့ဖြစ်တန်းလာတဲ့ဘဝတစ်လျှောက်ကကလေးတွေကိုပြည့်စုံပြောထောင်ရင်းနဲ့ပဲကြီးလာတယ်လို့ပဲကလေးတွေပညာတက်ဖို့အတွက်လုပ်နေနေပဲကိုကပညာတွေတက်လာရတယ်တသား10တန်းဆိုရင်မ10တန်းပေါ့တသားဘွဲရတယ်ဆိုမှဘွဲရတယ်လို့ပဲပေါ့နောက်ခါသမီးဒုတိယသမီးအလုပ်တွေပါလုပ်တော့မယ်ဆိုပြီးစူးစမ်းတဲ့အချိန်မှာတစ်ခါလုပ်နေတန်းနဲ့ပဲသမီးလေးလက်ကိုမထင်မပဲကုန်ရင်ရှိတော့ခါကြတော့သမီးနဲ့တစ်ခါခက်ကြည့်ရပြန်ရောသမီးလေးကြီးလာပြီးတော့သမီးက10တန်းလောက်ရောက်တဲ့ခါကျတော့ကိုအလုပ်တွေပြန်လုပ်နေပြီးဆဲခါရမမျောလေးနဲ့သမီးငယ်ဆုံးလေးပြန်ရောက်လာပြန်တော့အဲ့တော့အမဘွားပြန်ပြီးတော့ငယ်သွားသလိုဖြစ်နေတာပေါ့နော်ဒီကလေးတွေရဲ့ပြုစုပြောင်းတဲ့ဟာတွေကိုလေ့လာရင်းနဲ့ပဲအမအကြီးကြတာပေါ့အမသမီးငယ်လေးကြောင့်ပြောရမယ်ဆိုလို့ရှိရင်တော့အငယ်လေးကမတို့ဘဝကိုပျော်ရွှင်မှုတွေကိုတည်လာတဲ့ကလေးလို့ပဲပြောရမှာပေါ့နော်မခက်ခဲဘူးလားမေးရင်အမသမီးလေးက globally delay ဆိုပြီးတော့ဆရာဝန်တွေကပြောပြတဲ့အချိန်မှာအမစပြီးလေ့လာတယ်သမီးလေးစကားမပြောတတ်ဘူးတလူဖြစ်တယ်ဒါကြီးမလုပ်တတ်ဘူးလမ်းမလျှောက်တတ်ဘူးမစားတတ်ဘူးမပြောတတ်ပြပြတာမှလေ့လာရင်းနဲ့သမီးလေး autism ဆိုတာအမလက်ခံလိုက်ရတယ်ဆရာဝန်တွေကတော့နင့်ကလေးက autism အမကလေးက autism ဘာကလေးအဲ့လိုမပြောဘူးဒါပေမဲ့ globally delay ဖြစ်နေတယ် ADHD ရှိတယ်ကလေးဒီ special needs ပါအဲ့လိုအမတာဘီ handicap ဖြစ်တာသိတဲ့အချိန်မှာအမကဘာလဲဆိုတော့ဘယ်လောက်ပဲခံမယ်ဆိုတဲ့ဟာပြောတယ်ပေါ့နော်။မရောခမကလည်းရမ်းချစ်တော့သူကလည်းဟိုမေးဒီမေးတော့ဟာဘေးတင်နေမေးဖုန်းကြီးတွေပါလေကတိတ်မခံဘူးဘယ်တော့ကျရင်သွားတော့မှပြန်သွားမှာလည်းပြောတယ်အမတော့လက်မခံနိုင်ဘူးပေါ့နော်။လက်မခံဒီကလေးကိုပထမဆုံးစပြီးအမစဉ်းစားတာသူ့ကိုဘာလုပ်မလဲ။သူ့ကိုဘာလုပ်မလဲစဉ်းစားကြမှာတမီးကိုအသက်ရှင်နေစေချင်တယ်။ပညာတတ်ချင်းမတက်ချင်းကတော့ဆုံးဖြတ်ချက်ချတာကို plan ချရတယ်လေ။ပညာပနဲ့ချင်းတက်ချင်းကနောက်တမိသက်ရှင်ဘဝအဓိကလုံလုံခြုံခြုံနဲ့ပျော်ပျော်ရွှင်ရွှင်တက်ရှင်နေတဲ့အချိန်မှာပျော်ပျော်ရွှင်ရွှင်လုံခြုံနဲ့နေနေပြီးအသက်ရှင်ဖို့အတွက်မလုပ်ရမယ်ဆိုတော့အမားတို့မိသားစုကဒီတမိကိုချစ်ချင်းမြတ်တာတဲ့အကုန်ပုံပေးပြီးတော့အမားကဒီတမိနဲ့ပတ်သက်တဲ့ခါအကုန်လေ့လာတော့တာပဲတမိမမွေးခင်အတီးအမားအလုပ်လုပ်တယ်ပထမပြပမှာလုပ်တယ်ပြန်လာတယ်ဒီမှာဟို trainer တွေပဲလုပ်တယ်ဒါပေမဲ့တမိရပြီဆိုတဲ့အချိန်ကစပြီး baby ရှိပြီဆိုတဲ့အချိန်ကစပြီးအမဘာမှမလုပ်တော့တာ baby နဲ့ပတ်သက်တဲ့ကိစ္စ baby ကိုဘယ်လိုပြုစုပေးထားရမလဲဘာကျွေးရမလဲဘာလုပ်ရမလဲအမတခု miss out ဖြစ်သွားလို့အမမဖြစ်ချင်ဆုံးอ่ะပေါ့နော်မိခင်တယောက်နေနဲ့အမလုပ်ပေးဖို့လိုသွားလို့တမိလေးတခုဖြစ်သွားတယ်ဆိုတော့အမမဖြစ်ချင်အဲ့လိုမျိုးတန်ပြီးတော့အကြီးမြောက်ကိုလည်းလိုပဲအမကတခုခုမှားသွားလို့ကလေးတွေကပြန်တွေးကြည့်ငါတို့မေးဆိုပြီးတော့အကြောင်းကပြန်တွေးကြည့်လိုက်ငါတို့မေးမှားလို့ငါတို့ဘဝကြီးဒီလိုဖြစ်ရတာလို့အမမဖြစ်ချင်ဘူးမဖြစ်ချင်တဲ့ခါကျတော့အမသူတို့တော့အကောင်းဆုံးဖြစ်မယ့်ဟာလေးတွေကိုယ့်ကိုစဉ်းစားရင်းနဲ့ဖြည့်ဆည်းပြတာပေါ့နော်အဲ့လိုမျိုးအခုသမီးတို့ baby လည်းအဲ့လိုပဲအငယ်ဆုံးလေးလဲအမညီမတို့နဲ့တွေ့ရတဲ့အကြောင်းရတယ်အများပဲပေါ့နော် share လုပ်ချင်တာဟာဒီသမီးလေးကိုပြုစုပြောထောင်တဲ့နေရာမှာအခက်အခဲတွေရှိလားလို့မျိုးရှိတယ်အမကိုရောညာစမ်းရှိတယ်လို့ baby ကိုအကောင်းဆုံးဖြစ်ချင်တဲ့ကြောင်ပေါ့အမမျက်စိမိတ်သွားတဲ့အချိန်မှာ baby လေးကကိုယ့်အကိုပိုးနေတာသူကစဉ်းစားတတ်တာဘယ်လို live ကျအသက်ရှင်နေတာပေါ့နော်အမအဲ့ဒါအဖြစ်ချင်ဆုံးပဲအဲ့အဖြစ်ဆုံးဖြစ်တဲ့ကြောင်မ baby နဲ့ပတ်သက်တဲ့ဟာကိုအကောင်းဆုံးပြင်မဲ့ဟာလည်းအမလေးလာတယ်နော်လေးလာတဲ့ဟိုဘယ်လိုကမလဲဟုတ်ပါတယ်လူတွေကဟိုခက်တော့ခက်တယ်ညီမလေးရဲ့မခက်ဘူးတော့မဟုတ်ဘူးပေါ့နော်အမအသက်လည်းနည်းနည်းကြီးတာဘဘီရတဲ့အချိန်မှာတားကိုမွေးတဲ့အချိန်မှာဟိုက teenage သမီးကိုမွေးတဲ့အချိန်မှာရန်ဟို strong ဖြစ်တဲ့အချိန်တက်28ဆိုတော့လက်တော့ကသမီးလေးလက်ကြမှာ43လောက်ဖြစ်နေတဲ့ခါကျတော့အမအရန်ဟိုဘယ်လိုကောမလဲ42ပေါ့43မဖြစ်သေးဘူးအဲ့ဒီတော့ဆိုတော့နည်းနည်းအသက်ကြီးနေတဲ့အချိန်ဖြစ်တဲ့ခါကျတော့သမီးကလည်းအဲ့ချိန်မှာ teenage ကလည်း90တန်းအချိန်10တန်းမှာစိုးဝါစစ်စနေတဲ့အချိန် baby ရောက်လာတဲ့အချိန်အမတော်တော့ယုံလိုက်ရတယ်ဒါပေမဲ့အမတို့က baby ကိုချစ်တဲ့ချစ်ချင်းမြတ်တာအမတို့မိသားစုတူစုလုံးကပျော်နေရအဲ့ဒါတော့တော်တော်ကြီးစမ်းတယ် baby ကိုချစ်ရတာအမတို့ကပျော်တဲ့အတွက်ကြောင့်မလို့ဒီကလေးကအမတို့ဝင်လို့တခါမှမထင်ခဲ့ဘူးတခါမှမထင်ခဲ့တဲ့အတွက်ကြောင့်အမတို့ကပင်ပန်းနေဒါပေမဲ့ပျော်တယ်သူကအမတို့တစ်ချက်ပြုံးပြလို့ရှင်သူတခုခုတက်သွားလို့ရှင်သူတခုခုကိုကြော်လွှားနိုင်လို့ရှင်အမတို့ရဲ့စူးစမ်းမှုတွေကအောင်မြင်သွားတယ်ပေါ့နော်အဲ့လိုမျိုးပင်ပန်းခိုင်ချိုးတွေစူးစမ်းအကျိုးတွေနှက်သွားတယ်ကလေးလေးကတခုလုံးတက်သွားတယ်ပထမဆုံးစစ်စချင်းကတနည်းကဘာနဲ့စလဲဆိုရင်ဟို
အာကောင်ကွဲတယ်အကောင်ကွဲရအောင်ချုပ်ရမယ်ဆိုတဲ့ problem စတယ်အကောင်ကွဲတာချုပ်ပြီးသွားတယ်တမီးစားနိုင်တော့နိုင်သွားမယ်ပေါ့စားနိုင်တော့နိုင်မို့ဒီကပထမတော့နိုဘူးလေးကိုလက်လေးတွေကလည်းအမတမီးကသူများတွေဆိုရင် special needs ဆို autism ဆိုရင်brain ပြဿနာလားဒါမှမဟုတ်လို့ချင်းကိုလက်တွေမတန်တာလားပေါ့နော်နောက်တစ်ခုကကျစကားမပြောတတ်တာလားအဲ့လို problem ကြီးရှိတမီးကျတော့အကုန်ပြစ်နေသမီးကျတော့လက်လေးတွေကလည်းမတန်ဘူးခြေထောက်လေးတွေကလည်းမတန်ဘူးစကားလည်းမပြောတတ်ဘူးအစင်းလည်းမစင်းတတ်ဘူးနိုးလည်းမဆိုတတ်ဘူးအာကောင်လည်းကွဲတယ်အကုန်ပြုံပြီးပါလာပြုံပါလာတဲ့ကလေးတယောက်မှာသူ့မှာသူ့ရဲ့ကောင်းတာဆိုလို့အရန်ချစ်စရာကောင်းတာလေနော်တန်မိုးရှိတဲ့ကလေးလေးတစ်ခုဖြစ်နေတာတစ်ခုပဲအမတို့သူ့ကိုဘယ်လိုမျိုးပြန်လုပ်ရမလဲဆိုတော့အမတို့ကသမီးကိုအကောင်းဆုံးပြန်လုပ်ဖို့တော့ပထမဆုံးစပြီးတော့အာကောင်ချုပ်တယ်ပြီးတော့အရန်မိသားစုရဲ့ attention တွေကိုသမီးစီမှာထားတယ်အကိုအမကလည်းဒီတေးသေးရောက်လာတာဝန်တော့ဝင်ဖို့လို့မခံစားဘူး။သမီးအရန်ချစ်တဲ့ကြောင့်သမီးတငယ်ချင်းတွေအရန်ချစ်တယ်။သားအရန်ချစ်တဲ့ကြောင့်တော့သားနဲ့ပတ်သက်တဲ့သူတွေချစ်ကြတယ်။မမျိုးသားအရန်ချစ်တဲ့ကြောင့်မမျိုးသားနဲ့ပတ်သက်တဲ့သူတွေချစ်တယ်။ချစ်ချင်းမြတ်တာလည်းကိုယ်စုပ်ပြီးသမီးကရတယ်။ဒါပေမဲ့အမတို့ကမိသားစုမှာဒီဝေးသွားဖို့လို့ဒီတနေရာသွားဖို့လို့တကူပဲအပြင်သွားစားဖို့လို့ဘာလို့လဲဆိုတော့သမီးအဆင်ပြေမဲ့ဟာမှာအမလုပ်ကြရတယ်ပေါ့နော်။သူများခင်ရင်သူများအဆင်ပြေခြင်းမပြေခြင်းတဲ့သမီးငယ်လေးအဆင်ပြေမဲ့ကိစ္စမျိုးတွေအမတို့လုပ်ကြတယ်။အဲ့တော့အမတို့အဆုံးဖြတ်တဲ့ဟာ family like တစ်စိတ်သေးပဲသူစနာသမီးငယ်လေးကိုဒီလိုလို့အလက်ကလည်း jealousy မဖြစ်ဘူး။သားကြီးကလည်းမဖြစ်ဘူး။အမျိုးသားကလည်းမဖြစ်ဘူး။အမတို့အကုန်လုံးကဒီကလေးလေးတော့ပဲလှုပ်လိုက်တဲ့အတွက်ကြောင့်မှန်သွားတယ်လို့ပြောရမယ်ညီမလေးချစ်ချင်းမြတ်တာနဲ့စောင့်ရှောက်လိုက်တဲ့အတွက်ကြောင့်မလို့သမီးကတမျိုးရှင်းရှင်းပြောရ3နှစ်မှသိမယ်ဆိုတော့မသိပါဘူး9နှစ်မှသိတော့မှ9နှစ်ကျရင်တော့မခံရတော့ဘူးဆိုတော့မဖြစ်ပါဘူးเนาะအခုဆိုလည်း10နှစ်မွေးနေ့လွန်ခဲ့တဲ့အောက်တိုဘာ4ရက်နေ့ကဖြစ်သွားတယ်သမီးကကောင်းကောင်းမွန်ဖြစ်တယ်အဲ့တော့ပထမတော့အသက်ရှင်ပေါ့နောက်ကြတော့အသက်ရှင်လာပြီးဆိုလို့ဆိုတော့အမတို့ဒီအာကောင်လေးချုပ်ဖို့နိုးလေးဆိုတတ်ဖို့ပေါ့နော်။ तू က4နှစ်လောက်တည်းကသူ့နိုဘူး तू မကင်တတ်ဘူး။အမကနိုဘူးကင်လေးရတော့ပေါ့။တို့နိုဘူးတော့ကိုမကင်တတ်ဘဲနဲ့ဒီကလေးတယောက်ကိုကြီးခန့်ရတာပေါ့နော်။အမဟိုတနေ့ကတော့ပြောသေးတယ်။သမီးလေး10နှစ်ပြည့်မှာခုသမီးက तू က toilet သွားတတ်တယ်။ဒါပေမဲ့ तू ကယွန်တတ်တော့ तू ရဲ့လက်ကဒီ sensory အာရုံပြဿနာနည်းနည်းရှိတော့ तू မကင်ခြင်းဘူး तू ရဲ့သူ့ tissue နဲ့တင်တာအမတင်ပေးတယ်။ကျောင်းမှာဆိုလို့ရှိရင်တော့ तू ရဲ့ trainer ဆရာမတွေနဲ့တော့လုပ်တယ်။အိမ်ကျလို့ရှိရင်တော့ game မကန်ရင်တော့သူ့တက်ကအရင်စိတ်ပင်ပန်းကတော့အမတို့လုပ်ပေးတယ်။အကိုတွေအမတွေတုန်းကတော့ဒီ body နာအကိုကို clean လုပ်တဲ့ဟာကိုနှစ်နှစ်သုံးနှစ်မှလုပ်တတ်ပြီပေါ့တော့ spray နဲ့လုပ်မယ်။ baby ကျတော့10နှစ်တီလုပ်ရတဲ့ကြောင့်ပဲအချိန်ပေါင်းများစွာအမေကသူနဲ့ပတ်သက်လို့ကြတော့10နှစ်တီ econ ပေးရတယ်ပေါ့10နှစ်တီတန်ရှင်းလုပ်ပေးရတယ်ဆိုပြီးတော့ဟိုတနေ့ကတော့ပြောနေတာအမျိုးသားနဲ့အဲ့တော့ဒါပေမဲ့အဲ့လိုမျိုးလုပ်ပေးရလို့လည်းအမဘာမှမဖြစ်ဘူးအမသမီးလေးကအမတို့မျက်စိမိသွားတဲ့အချိန်မှာလုံလုံကြုံကြုံလေးနဲ့ဘဝကိုနားလည်ပြီးတော့ကြီးပွားဖို့ပဲအမမျှော်လင့်နေအကြီးနှစ်ယောက်တုန်းကလည်းဒီလိုပါပဲအမတို့မရှိရတဲ့ခါကျတော့ရှင်လောကကြီးမှာလူကောင်းလေးတွေနဲ့ကြံခဲ့မယ်လောကကြီးဒုက္ခမပေးတဲ့ကလေးတွေပေါ့နော်ဒုက္ခမပေးတဲ့လူသားတွေဖြစ်နေပြီးတော့ဆိုပြီးတော့အဲ့လိုမျိုးပဲအမပြုစုပေးထောင်ခဲ့တယ်အဲ့သမီးကပထမဆုံးအာကောင်ခွဲတာလုပ်တယ်ပြီးတော့စကားပြောတတ်ဖို့အမစူးစမ်းတယ် therapist နဲ့တခါမှစိတ်ထဲမှာကျန်ကြခဲ့တကူအစင်မပြေတကူအဘေးကလူတွေကတော့နည်းနည်းတော့ဝေဖန်တာပေါ့နော်မျိုးပေါ့သူကဘာမှမလုပ်သေးဘူးလားကြောင်းထားလိုက်တော့လေစာတင်မှဖြစ်တော့မှာပေါ့မြန်မာသာမတက်သေးဘူးလားအင်္ဂလိပ်စာမရေးတတ်သေးဘူးလားစာဖတ်တတ်ပြီလားစာရေးတတ်ပြီလားလက်ကို practice လုပ်တော့လေဝေဖန်တာလွယ်တယ်လေဒါအမကတော့သမီးကိုဝင်တော့ဝင်ဖို့လည်းမဖြစ်ပဲနဲ့ပုံစံကြကြလေးနဲ့လုပ်တတ်အောင်အမတင်တယ်ချိန်ယူတယ်အမပြင်နှန်းခံပထမတော့အမကသူ့ကို SN school စီမှာထားတယ်နောက်တော့သမီးကနည်းနည်းတစ်ရှိပြီးမှကျောင်းပြန်ထုတ်လိုက်တယ်သူ့ကိုမှပညာ SN school မှာသွားပြီးတော့ social skills ရဖို့အတွက်ကြောင်းထားရင်းနဲ့သမီးကအဲ့ဒီကနေပြီးတော့မဆိုင်နဲ့ဘယ်လိုခေါ်မလဲစိတ်ပင်ပန်းမှုတွေကြုံရင်မတန်ဘူးလို့အမထင်တယ်။မကြည့်တယ်ဒီကနေရဘာရနိုင်လဲအဲ့တော့အမဒီ at clean နဲ့ special needs နဲ့ပတ်သက်တဲ့အကြောင်းတွေအကုန်တက်တယ်နော်။မ child psychology တွေတက်တယ်။သမီးနဲ့ပတ်သက်တဲ့အကုန်တက်ပြီးတော့သမီးကို system တက်ကြပေါ့နော်ပညာမတော်တဲ့အများကြီးနားလေတဲ့လူတွေကနေပေးထားတဲ့ဟာတွေနဲ့နီးပညာတွေပုံစံခွက်ထဲမှာတမရက်ချပြီးတော့စနစ်တကျအမှပြုစုပေးထားတယ်။အဲ့လိုပြုစုပေးတော့တဲ့အချိန်မှာ even အမရောက်ခမအစားပေါ့နော်ချစ်တော်လေးလိုလိုက်တဲ့ခါကျတော့ဒီလိုလေးမလုပ်ရမယ့်ဟာလေးတွေတစ်ခါတည်းမှားလို့မှုအဲ့ကြောင့်ပထမတော့အမမပြောဘူးပေါ့နောက်တော့အမရောက်ခမလည်း cooperate လုပ်ပါတယ်ပထမတော့မလုပ်ဘူးစိတ်ဆိုးတာပေါ့တစ်ခါတလေလာတဲ့အချိန်မှာသူ့မြီးလေးကိုလိုမလိုက်ရလို့ရောက်ခမစိတ်ဆိုးတယ်အမျိုးသားလည်းဒီလိုမျိုးပဲအမဆူတဲ့ပုံစံတကျလုပ်လို့ရှိရင်တစ်ခါကျမလုပ်ပါနဲ့ထားလိုက်ပါတော့အမတို့ကအကုန်လုံးကတူတူတစုတစည်းတဲ့ကလေးတယောက်ကိုတပုံစံတိုင်းလုံးမှဒီကလေးတုတ်တက်မှသိတဲ့အချိန်မှာအကုန်လုံးကဝိုင်းပြီး cooperate လုပ်တော့မှသမီးလေးကပို့ပြီးတော့ကောင်းလာတယ်အခုသူအကောင်ခွဲလိုက်တဲ့အတွက်ကြောင့်မလို့ပထ
ထမစကားလုံးဝမပြောတဲ့ကလေးကtherapist center မှာသူအာကောင်လေးခွဲတော့သူအရာသမျှအသားကိုဆွဲပြီးတော့စီပြီးချုပ်လိုက်တော့အာကောင်မှာဗါတဲ့မိချစ်ဆန်ကောင်းလေး3မောက်လောက်အပေါက်3မောက်ကျန်ခဲ့ဆွဲလို့မရတော့ရေပြားကုန်သွားတယ်ဆွဲလို့မရရေပြားကုန်သွားတော့3မောက်လောက်ကျန်ခဲ့တော့ကြီးလာလို့ရှိရင်တော့တဲ့နောက် plastic surgery လုပ်ပြီးတော့ဒီအာကောင်လေး3မောက်ပိတ်လိုက်ပေါ့အဲ့3မောက်ကလေရထွက်နေတဲ့ကြောင့်အစားတောက်ကလည်းအဆီလေးတွေမပါဆွေးလို့မရအောင်ပြန်တစ်ခါကျဗမာစာကဖောက်ထုတ်ဘာလို့ဆိုင်ဘာကုန်းဆိုတာဖတ်ထွက်တဲ့ဟာပေါ့နော်အဲ့ဒီစကားတွေပြောဖို့ခက်တယ်တော့ဗမာစာကိုရှင်းတယ် practice ဗမာစကားမရင်မတင်ပါနဲ့ဟိုအင်္ဂလိပ်စာတင်ပြီးတော့ပြောကြည့်ပါအောင်လို့ practice ဆိုလို့ speech therapist ကမတို့ advice ပေးရတယ်အဲ့ speech therapist ပြောတဲ့အတိုင်းနဲ့မှာ advice တိုင်းပဲ practice လုပ်လိုက်တော့တမီးကတကယ်အင်္ဂလိပ်စာပြောတတ်သွားတယ်အင်္ဂလိပ်လိုပြောတတ်သွားတာက communicate လုပ်တတ်တယ်ဆိုတော့အရင်တော့အမကလေအရန်စိတ်ကသူဘာပြန်မပြောရင်ဒုက္ခပဲသူတခုနိုင်ကျင်ဘာပြန်မပြောရင်ဒုက္ခပဲအမေကိုအမေမခေါ်တဲ့ဒုက္ခပဲဟိုဘဝကြီးနှစ်ယောက်ကမမေတို့ခေါ်တဲ့ချိန်ကအမအပြန်ပြောခဲ့ရတယ်ဒါပေမဲ့ဘေဘီကအမေတို့ခေါ်တဲ့ပြောတဲ့အချိန်ကမမဗီဒီယိုရိုက်တာဗီဒီယိုပေါင်းများစွာရှိတယ်သူ့အတောင်လေးထက်ကအဲပြောတတ်ပြီးဆိုတာဘလို့ပြောမှမသိအကောအကိုတခုပြည့်သွားတယ်ဖြစ်တယ်လို့စိတ်ချပါသူနောက်ဆုံးက finally ဖြစ်လာပြီပေါ့နော်ဆရာဝန်ပြောတယ်လို့ပဲ globally delay ဖြစ်တာတစ်ချိန်ညရောက်လာနိုင်တယ်မနှောပဲနဲ့ကိုစိတ်ရှိလက်ရှိတာလို့ပုံစံကြလေးတာလို့ဒီချားထဲမှာအမတီးတလောက်အမလေးလာတလောက်မှာဆိုလို့ရှိရင်မိခင်ချမ်းမိခင်နေနဲ့ပြောချင်တာပေါ့နော်စိတ်မပင်မအောင်လို့ပင်ပန်းနေတာအမားတို့ကစိတ်ရှိလိုက်ခြင်းအပြင်ရလာတဲ့ result ကအရန်ကောင်းတယ်အမားတို့စိတ်ပင်ပန်းလိုက်လို့ရှိရင်စိတ်မရှိဘဲနဲ့သူ့ကိုတစ်ခုခုပြောလိုက်တဲ့ impact ကသူ့အတွက်ကအရန်ပျက်စီးသွားတယ်ဒီလိုကလေးမျိုးတွေကအုံနောက်က backward ပြန်သွားတာအရန်ညံတဲ့အတွက်ကြောင့်အမားတို့ဒီနေ့စာသင်ထားတယ်ဒီလိုလေးကောင်းမှုပုံစံကြလုပ်ထားတယ်ခဏနေတော့အမားတို့စိတ်မရှိဘူးစိတ်မရှိသူတို့ကဟိုစိတ်မရှိလောက်တဲ့အထိအောင်သူတို့ကဟိုဒမန်းများတာဟိုသူတို့ရဲ့ behavior တွေကိုယ်တိုင်ကအဲ့လိုစိတ်ကိုပင်ပန်းသွားတဲ့အထိကိုရစ်တယ်ပင်ပန်းသွားတဲ့အထိကိုမေးတယ်ပင်ပန်းသွားတဲ့အထိကိုလှုပ်တယ်ဒါပေမဲ့အဲ့ဒါကိုမှကိုကနေအော်ဒါသူတို့ကိုနားလည်ပြီးတော့ဒါသူတို့ကဒီလိုကလေးမျိုးငါတို့ကဘယ်လိုမျိုးနေပြီးမှသူတို့တက်စင်ဒီမှာလုပ်နိုင်မလုပ်နိုင်လို့ရှိရင်ကျန်တဲ့ဘေးကဟိုမိစိတ်ညစ်စရာစီးပွားရေးလူမျိုးတွေရဲ့ effect တွေကိုကြောင့်စိတ်မရှိဖြစ်နေတဲ့ခါကျရင်ကလေးကိုတစ်ချက်ပဲ online ကြည့်နေမှလေအဲ့ကလေးကလှုပ်ထားသမျှအကုန်တဲတဲ့ရေတောင်းတယ်မလေးစစ်စံတဲ့ပုံစံတိုင်းချစ်စပြ respect တင်တော့တယ်စိတ်တူတဲ့အမေနဲ့နေအရန်စိတ်တူတယ်စိတ်ရှိနဲ့ပဲကျင်နာတဲ့ဟာလို့ချင်းတမီးနဲ့အရန်ကျင်နာတတ်တယ်နူးညံ့တယ်တိမ်မွေ့တယ်အဲ့တော့အမကသူ့ကိုကောင်းကောင်းမွန်မွန်နဲ့နူးညံ့မြစ်တာပဲပေးရတဲ့ကြောင့်လို့သူကဘာကိုမှတွေ့ရလဲဆိုတော့သူတို့ပုံမှာမကောင်းတဲ့လူတွေမြင်သူတို့ချက်ချင်းဆန့်ကြတယ်ဒါမကောင်းတာပါလားဒါချစ်ချင်းမြတ်တဲ့ဆက်ဆံတာမဟုတ်ဘူးပဲဒါမကောင်းမှုဆိုရင်သူသိရင်အဲ့လိုရှောင်လိုက်တယ်အဲ့တော့အမကအခုသမီးကိုဆို strangers နဲ့စကားမပြောဖို့ရယ်ဟိုသူ့ရဲ့ private parts ကိုဘယ်လိုမျိုး save လုပ်ဖြစ်အောင်ဘယ်လိုနေရမလဲဆိုတဲ့ဟာသူ့ကို train နေတာဆိုတော့သမီးကတဖြည်းဖြည်းနဲ့နားလည်လာတယ်အဲ့လိုမျိုးနားလည်လာတဲ့အမတို့တော့ကဒါဟို bonus ပေါ့နော်အဲ့လိုကြည့်မမျှော်လင့်ထားအမနဲ့အမသမီးအလက်ဆိုလို့ရှိရင်ဟိုဗာလဲစွန့်အနားကြောင်သွားပြီးတော့လေဟိုချီရလက်ဟန်နဲ့တင်တဲ့ဟာအရောင်းအမတို့တင်ဖို့ဆုံးဖြတ်ပြီးသွားပြီ baby စကားမပြောတော့သမီးနဲ့ communicate လုပ်ဖို့တော့ချီရလက်ဟန်နဲ့ဘယ်လိုပြောတတ်ရလဲပဲတင်မယ်ဆိုပြီးလုပ်ထားပြီးအဲ့သမီးစကားပြောနေလာတဲ့ခါကျအမတို့အရန်ပြောပါစကားပြောနေအမတို့ communicate လုပ်တတ်ပြီပေါ့ပြောချင်းမှာတော့နားမလဲကြဘူးဒီမှာဒါပေမဲ့အမပဲအရင်ဆုံးနားလဲတယ်ဆိုတော့အမသူ့ဘယ်စကလုံးထွက်ရင်ဒါဘာကိုပြောချင်တာလဲအမသိတော့နောက်ခုကျတော့တဖြည်းဖြည်းနဲ့ဟိုစူးစမ်းမှုကဘယ်လောက်ကောင်းလဲဆိုရင်autism ကလေးတွေပဲဖြစ်ဖြစ် special needs တွေပဲဖြစ်မိမိတွေပဲဖြစ်ဖြစ်ချစ်ပါတယ်သူတို့ကလေးတွေတော့သူတို့စိတ်အခြားပင်ပန်းနေစေအိပ်ပင်ပန်းတဲ့ထံမှာခံနေတော့ကလေးပေါ်မှာစိတ်မရှိဖြစ်ရင်းနေပေါ့နော်မှားကုန်တာတကယ်တော့ကိုယ်ကလေးလေးတွေကကြည့်ရင်းနဲ့ဥမာအမဆိုသွားပေါ့သမီးလေးကိုသွားအောင်မကြည့်လိုက်တာဟာငါကလေးကတော့သွားတော့မှမဟုတ်ဘူးအမကြည့် special needs ကလေးတော်များသွားပြဿနာရှိတယ်ဘာလို့လဲဒီ green ပြဿနာပေါ့နော်ဒီ green ကိုသွားတိုက်ချင်တာမတိုက်ချင်တာရှိတယ်သွားတိုက်ခံတဲ့ကလေးရှိသွားတိုက်မခံတဲ့သူတို့တော့ကဒီတပုတ်တန်လေးလာထိတာလဲမခံနိုင်ဘူးအဲ့လိုမခံနိုင်လို့ရှိရင်သူတို့ကနေညင်းမယ်ညင်းတော့တစ်ခါညင်းနှစ်ခါညင်းစိတ်မရှိတော့မိဘနဲ့တော့ချင်းနဲ့တိုက်မလဲချင်းနဲ့နေတပုတ်တန်ပြီးပြီးတော့တိုက်ဖြစ်နေတိုက်ဖြစ်တယ်အဲ့ဒီမှာအမအမျိုးသားရဲ့cousin ခေါ်မှာပါသူကအသက်40မှာဆုံးသွားတယ်သူလည်း handicap ပေါ့သူဆိုလို့ရှိရင်လည်းသွားမှာအယိုးဆူတာကိုမပြောတတ်တော့ဒီအယိုးဆူရင်းနဲ့ infection ဝင်ပြီးနောက်ဆုံးမှာသူကအုံနောက်ကိုပိုးရပြီးဆုံးသွားတာဆိုတော့လေအဲ့တော့အမကဒီ green နဲ့ပတ်သက်ရင်မှနည်းနည်းလေး trauma ရှိတော့ဒါ cue site တယ်သူ့သွားတော့ပြောတတ်အောင်ပဲနားတယ်ပြောရတာဘယ်နာပိုးမဆအောင်အမအရန် cue site တော့သမီးကအခုအရင်တော့ကသွားလေးတွေကလုံးဝမကောင်းတကူလုံးပိုးဆိုင်ပါစက်တစ်ခုတော့မဲနေတဲ့ကလေးကအဲ့သွားတွေကတစ်ချောင်းချင်းအမနှုတ်နိုင်နေတယ်တစ်ချောင်းချင်းတစ်ခါနှုတ်တာတော့မဟုတ်ဘူးเนาะတစ်ချောင်းနှုတ်ပြန်ပေါက်လာချောင်းသမီးကသွားတွေကိုကောင်းတယ်လုံးဝသွားကမဲတူးပြီးတော့ပါးစပ်ဟာလို့ရှိရင်လူကသူ့ပါးစပ်ကိုကြည့်ရင်လူကဟာချောက်ဆရာကြီးလို့ဘေးကကလေးတွေပြောတယ်အဲ့ဒီဘဝအနေပြီးသမီးသွားလေးတွေကအခုဖြူခွေးပြီးတော့သွားလေးတွေအခု
ကောင်းတော့အမကအဲ့လိုမျိုးပေါ့နော်ဟိုဒါကလည်းအမမျိုးသားလည်းအမကျေးဇူးတင်ပါတယ်အမလွတ်ချင်တာမှန်သမျှတွေကိုကိုလိုမငြင်းမညူနဲ့ဟိုပတ်စံရှာပေးတာပေါ့နော်အဲ့လိုပတ်စံကုန်တယ်ဒါတွေကကုန်တော့မကုန်ဘူးလားကုန်တယ်ဒါလွတ်ချင်တယ်ဆိုလည်းလုပ်ခိုင်းတယ်ဒါလို့အမရုံရုံကြီးကြီးနဲ့ပေါ့နော်ဒီကလေးတွေဒါမကောင်းမှုတော့ဒါလေးလုံးမဖြစ်မယ်အစားကြီးဆိုလည်းပေးလုပ်တယ်အမတော့ကျန်တာမသုံးရနေစေအမတို့လင်မြန်းနှစ်ယောက်ကကလေးတွေကိုအရန် invest လုပ်တယ်ဒီကလေးတွေကောင်းမှုအတွက်ကိုအမတို့အရန်လုပ်ကြတယ်အရန်ချမ်းသာတာမဟုတ်ဘူးမလို့ဒါပေမဲ့လို့မရှိတဲ့ဟာနဲ့ဒီကလေးတွေဖြစ်အောင်လုပ်တယ်အပြောင်းလဲလို့ကလေးတွေဖြစ်သွားလို့ရှိရင်မတော့အရန်ပြောတာတမီးဆိုလို့ရှိရင်တွားကောင်းသွားတဲ့အတွက်ကြောင့်မလို့ तू ကအကောင်းစားနိုင်ပြီတမီးလေးကလွန်ခဲ့တဲ့9နှစ်တမီးထိအမအသားကိုဝါပေးရတော့ तू အိမ်မှာနူးညံ့နေအောင်ချက်ထားရင်တော့ကိစ္စမရှိဘူး तू စားချင်တယ် तू လည်းညှို့ထိုးပြီးဆို तू လည်းညှို့ထိုးတဲ့ဟာက तू စားချင်တဲ့ဟာဘလို့မှဖဲ့လို့လည်းမရဘူးဖြစ်နေအမဝါအဲ့ဝါပြီးကြွရတဲ့ကြာအမပါဇက်ကတက်နေမှာဖြစ်မှာလေအဲ့တော့သူများအမြင်မှာလဲဒီရွယ်ကြီးဝါကျွေးနေတဲ့ဗမာဟာတွေကဂျမ်စင်နဲ့ခလေးတော့ဒုက္ခပဲလို့ထင်တယ်ဒါအမကအချိန်နဲ့ဝါကျွေးခြင်းနဲ့အမြင်မဟုတ်ဘူးသူကအရန်ပွင့်လို့တဲ့ခါကျတခါကျမင်းပါဇက်တဲ့ကိုတက်ထည့်အတင်းဝါခိုင်းအဖွားလဲဝါရတယ်ဝါပြီးအမြင်မြင်ထည့်ပြအဲ့ပိုဟာကြီးမှလွတ်သွားတယ်အဲ့လိုမျိုးတေးသေးလေးတွေအမတို့ကတကယ်ဂိုးကြီးတွေတော်အရန်ပျော်စရာကြီးအောင်မြင်မှုကြီးတွေအဲ့လိုမျိုးတပြေးသမီးဖြစ်လာတယ်မျိုးတော့အမအားလည်းပိုရှိတယ်ငါကလည်းကျမ်းမာမှာဖြစ်မယ်ငါသမီးလေးကငါတကယ်ချစ်ရင်ငါကျမ်းမာမှာဖြစ်မယ်ဆိုကိုလည်းကျမ်းမာရေးပို view site ဖြစ်တယ်ခါတိုင်းဆိုတော့မပေါ့ပါနေနေသမီးလေးကိုသူကငယ်နေတယ်ကိုကကြီးနေတယ်ကြောက်သမီးလေးကိုငါကြာဆောင်းချောက်ပြေးခြင်းရင်ငါကလေးကိုငါစိတ်မချရင်ငါကျမ်းမာမှာဖြစ်မယ်ဆိုပြီးတော့ဒီကလေးတွေပေးတဲ့အားနဲ့ပဲအမဟုတ်ကိုပိုကောင်းလာပဲပြောရမယ်ကိုယ့်ရဲ့ life style လေပြင်မလာလို့မင်းအရန်ပြင်မပါတယ်ဒါပေမဲ့ကိုကဘာကိုယ့်ကိုကပါလဲပေါ့ဒီကလေးတွေပေါ်မှာကလေးတွေစိတ်ပြက်နေရလားဒါမှမဟုတ်လို့ရှိရင်ကိုစိတ်ပြက်နေရလားဒီကနေ့ကျတော့မတို့မှာအကုန်လုံးမှာထွက်ပေါက်ဆိုတာရှိတယ်ထွက်ပေါက်ကိုရှာရမှာမတို့ကဒီတိုင်းပဲပေါ့စားဖို့တော့နိုင်ဒီကလေးလေးဘယ်လိုစောင့်ရှောက်မလဲဆိုပြီးတော့ပြင်မနေမိမနေရှိပါတယ်မတွေ့တယ်မတို့မှာလည်း group လေးတွေရှိတော့လေတွေ့တယ်ဒါအဲ့ဒီမေမေတွေကိုလည်းအမပြောချင်တာဟိုကိုတက်နိုင်ရင်တက်နိုင်တယ်လားတော်စိတ်ကိုတော့ထားတတ်ရမှာစိတ်မထားတဲ့ရင်တော့အမတို့တွေကကိုနှိမ့်ညင်းစေတယ်လို့ဖြစ်မှာအမတို့ဒီ gifted ဒီကလေးလေးတွေကိုရပြီးသွားပြီအမဂျပန်မှာရှိအမတယောက်ကပြောဘူးလေ baby တုန်းကအမအရန်စိတ်ပင်ပန်းပြီးတော့ဟိုတခါကျရင်ဟုတ်တယ် baby ကဘယ်မှတော့ခေါ်လို့မရဘူး baby တော့ဒီလိုဖြစ်နေတယ် baby အကြီးနှစ်ကောင်ကမှဗာလဲအစိုးရစစ်ဖြေတဲ့အချိန်မှာတမီးကအစိုးရစစ်ဖြေမဲ့ချိန်မှာ baby ကဒီလိုဖြစ်နေတယ်ပြောအမဂျပန်အမတယောက်ကဘာပြောလဲဆိုတော့ဖျားသခင်ကတဲ့ပြောတယ်တဲ့ငါတို့ဂျပန်မှာရှိတယ်ပေါ့နော်လုံနိုင်တဲ့အမေတွေမြစ်တာကြီးရဲ့အမေတွေကိုပဲကလေးတွေပေးတာတဲ့ကလေးတွေအဲ့လိုမျိုးကလေးတွေရလာတယ်ဆိုတာကလေးတွေရောက်လာတယ်ဆိုတာပေါ့နော်မြစ်တာကြီးမှန်းသိလို့ဒီမြစ်တာခွန်အားကြီးတဲ့လက်တစုံရှိတဲ့အနေစီနှလုံးသားတစုံရှိတဲ့လက်တစုံရှိတဲ့ဒီကလေးတွေခိတ်လွတ်တဲ့အမေတွေပဲပေးတာဆိုတဲ့စကားအမဂျပန်အမတယောက်ပြောဆိုတာအမအဲ့တုန်းကဆင်းရဲနေချိန်မှာတော်တော်ခွန်အားဖြစ်လိုက်တယ်အဲ့တိုင်းပဲအမအခုလည်းတားတဲ့သမီးကိုစောင့်ရှောက်တဲ့အချိန်မှာအမသူတို့တွေကိုလုတ်ပြီးတခုခုဖြစ်လာတိုင်းမှာအမဂိုးလေးပြည့်သွားသလိုပဲဖြစ်ပြီးတော့လေအမအမောတွေပြေးရတယ်ပင်မန်းတာတွေစိတ်ညစ်တာတွေပျောက်သွားတယ်ကလေးတွေကိုကြည်နေအဲ့တော့ဘယ်လိုကောမလဲအမေတယောက်အနေနဲ့ဘဝအောင်ကြည့်လို့ရှိရင်တော့အမအမိဘတွေလည်းဒီတိုင်းမှာပဲညီမလေးရဲ့ဘယ်လိုကောမလဲတာသမီး9ယောက်နဲ့သူတို့လည်းရုန်းကန်ခဲ့ရမှာပဲအဲ့သူတို့လည်းသူတို့နီးနေသူတို့ဟန်နဲ့သူတို့ချစ်ခဲ့တယ်အမတို့လည်းအမနီးတို့အမဟန်နဲ့ချစ်တယ်အဲ့တော့တတိကအမကကလေးလေးတွေကိုကိုကမွေးပြီးသွားပြီကိုကလေးတွေဖြစ်လာပြီဆိုလို့ရှိရင်တော့မေတ္တာထားတဲ့အဓိကအဲ့သူတို့မေတ္တာထားရင်စောင့်ရှောက်ခြင်းကကိုစောင့်ရှောက်ခြင်းနဲ့အဲ့လိုကိုသူတို့တကယ်ချစ်ရင်ကိုကျမ်းမာခြင်းတော့အဲ့သူတို့တကယ်ချစ်လို့ရှိရင်ကိုပညာရေးသိကျင်လာတယ်အမလည်းဒီအသက်အရွယ်ဒီမှာစာရေးချက်နေလို့မယ်ဘေဘီအတွက်ကြောင့်ပေါ့နော်အဲ့တော့ကိုအဲ့လိုမြင်တဲ့ personal growth ကတကယ်ဖြစ်လာတယ်ကိုဆိုရင်တော့ဒါတော့လုပ်ဖြစ်ချင်မှလုပ်ဖြစ်မှာအမအလုပ်ထဲဝင်ပြီးတော့ပတ်စံရှာမယ်ဒါနဲ့ပဲပြင်ပြီးမှာဘေဘီကြောင့်မလို့ဘေဘီကိုလေ့လာနေရင်အမလေးတာဖြစ်တဲ့ပညာရဲ့လေးရလဲအမအတွက်ပါကောင်းနေတယ်ပေါ့နော်အဲ့တော့အမကကြတော့ကျင်တတ်တယ်အမဘွားတားကြီးကိုပြုစုခြင်းတဲ့ချိန်တုန်းကလည်းတားကြီးနဲ့ပတ်သက်တဲ့စာတွေလေ့လာရတော့အမတိလာတယ်ပေါ့နော်သမီးနဲ့တုန်းကလည်းလို့ပဲ तू ကနည်းနည်း ambitious ဖြစ်တော့သူ့ကိုဆရာလုပ်နိုင်မှုအတွက်သူ့ကိုလမ်းပြနိုင်မှုအတွက်ကိုကသိရမယ်ဆိုပြီးသမီးနဲ့အငယ်နဲ့အလက်နဲ့ပတ်သက်တဲ့ဟာတွေပဲအမလေ့လာရတယ်အဲ့ဒီမှာလည်းအမခေတ်နောက်မကြံခဲ့တာကံကောင်းတယ်လို့ပြောရမှာပေါ့နော်အခုလည်းအသက်တော်ကြီးတဲ့ချိန်မှာဒီသမီးလေးရှိတဲ့ခါဒီသမီးနဲ့ပတ်သက်တဲ့ဟာလိုက်နိုင်မှုတော့အုံနောက်ကိုမှလုပ်ပေးရတာပေါ့အဲ့အုံနောက်ကိုလုပ်ပေးရတဲ့ခါကျတော့အမတိလာတဲ့အမမိတ်ဆွေပေါင်းနေလဲတိုးတယ်လေပိတ်စေပေါင်းနေတဲ့တူတာခိုင်အဲ့ဒီမှာပတ်သက်ဆရာဝန်မကြီးတွေနဲ့တည်ရတယ်အမတို့တင်တဲ့နေတဲ့ psychology လေးလာခိုင် psychology ကျောင်းမှာတရားဆရာမတွေနဲ့တွေ့ရတယ်ပညာတတ်တွေနဲ့တွေ့ရခိုင်အမလည်းအဖူးတုတာတွေရတယ်အဲ့ဒါတွေလည်းကိုလိုပြန်ပြီးတော့လည်း share လုပ်နိုင်တယ်လို့ကိုယ့်ကလေးတို့မှလည်းကိုယ်ပြန်အသုံးချနိုင်အဲ့ဒါအမရဲ့ lifestyle ပြောရမယ်ဆိုလို့ရှိရင်အမ life draw တစ်လျှောက်ကယောက်ျားရဲ့ support ကောင်းနဲ့ကလေးတွေကိုကောင်းပြုစုပေးထောင်းနိုင်တယ်ပြတဲ့တဲ့ခါကျကလေးတွေရဲ့ပင်မနဲ့ပင်မဲ့လို့ကလေးတွေပျော်လာတယ်ကလေးတွေဖြစ်လာတဲ့အတီးပွင့်လေးတွေမြင်ပြီးတော့အမအမောပြေတယ်အဲ့
ပင်မလားလို့မြင်ပင်မခဲ့တယ်ဒါပေမဲ့လို့နေတိုင်းလည်းပင်မနေတော့မှတော့ပျော်တယ်ချစ်ချင်းနဲ့ပျော်တာပေါ့နော်ချစ်ချင်းနဲ့အမလုံနေရတော့မချားမေတွေလည်းအမကြည့်လို့ရတော့ပဲချစ်ချင်းမြတ်တာတကယ်ချိတကယ်ထားရင်ပေါ့နော်ကိုလည်းပျော်ရတယ်သူလည်းပျော်ရတယ်အဲ့လိုမျိုးပေါ့နော်ဟုတ်ဘယ်လိုပြောရမလဲစိတ်တော့မကောင်းစရာပဲတကယ်ပြောချင်တာအမဖေဖေကမမျော်လင့်မဲ့ဆုံးသွားတဲ့ကြောင့်ဖေဖေကိုလည်းမပြောလိုက်ရတဲ့စကားရှိတယ်အဲ့ဟိုတကယ်ဗမာပြည်မှာလေးအဲ့အရာလေးနည်းနည်းလေးဟိုကအဲ့ဒီရင်ကျေးမှုလေးကိုလေထုံးအောင်လို့တော်တော်ကောင်းမဲ့တင်တယ်ဘာလို့လဲဆိုတော့နိုင်ငံခြားမှာတော်တော်လုံးကြတယ်ဟိုဖေဖေဆက်ရှင်နေပြလို့ရှိရင်တာသမီးတွေအိမ်မှာစဉ်းစားရဲဆိုနေငငယ်လေးကလေ thank you ဆိုတာရယ် I love you ဆိုတာရယ်ဒီမျိုးတွေတင်းကြပ်ပြောပြ sorry ဆိုတာရယ်ပေါ့နော်အဲ့သုံးခုလေးကိုသူကတင်းကြပ်ပြောတတ်ဖို့ဝေးကလေးက practice လုပ်တော့လေကလေးတွေကပြောလိုက်ပြီးတော့အဓိကအဲ့လိုပြောပြကြတဲ့အတွက်ကြောင့်မလို့လေနှုတ်ကထွက်သွားတဲ့အခါကျတော့ဟို sorry ပြောတဲ့အခါကျတော့သူတကယ်ခံစားသွားလို့ငါ့ကို sorry ပြောတာလေသူတကယ်ချစ်တယ်လို့ပြောလို့ငါ့ကိုချစ်တယ်လို့ပြောလိုက်တာပဲသူတကယ်ရောဒါလေးငါတစ်ခုလုပ်ပေးတယ်ငါ့ကို compliment ပေးတယ်ငါ appreciate လုပ်ပါလားဆိုတော့သူကကျင်းနေသွားတယ်လေအကျွေးမကြံဘူးတန်းနဲ့ပြပြမှာလေမမပြမတို့ဗမာပြည်မှာကျတော့အမတို့ဒီတိုင်းပဲကြီးလာတဲ့အခါကျတော့ဖေဖေတို့လည်းဒီတိုင်းပဲကြီးလာတာဖြစ်ပါလိမ့်မယ်ဖေဖေကအမဖေအားကိုဆုံးသွားတော့ဖေဖေရဲ့စာအုပ်တွေ diary စာအုပ်တွေစာရေးအမဖတ်တဲ့အခါကျတော့ဖေဖေလည်းရေးတာဘာရေးထားလဲဆိုတော့တနည်းအမသားလေးကိုရေးထားတဲ့စာလေးတစ်စောင်ပေါ့နော်အမကလည်းရေးတဲ့စာလေးမှာပါတယ်ဒါပေါ်အမေဆိုလို့ရှိရင်တဲ့အမေကိုပြင်မမိပါစေနဲ့ဒါလေးရဲ့သားမေကလည်းအရန်ရုံးခံရပါတယ်ရုံးခံရတဲ့သားမေမားတာချစ်လို့ရှိရင်အမေကိုခွင့်လိုက်ဒယ်ဒီဆိုလို့ရှိရင်တဲ့ဟိုဒါသားဟိုမမေနဲ့စကားပြောချင်တာတော့ပြောလို့မရတော့ဒယ်ဒီအမေမရှိတော့ဘူးနော်ဘယ်ဒယ်ဒီမေဆူတာပဲဒယ်ဒီကအမြဲစုခန်းတော့ပြေးတယ်ပတ်ပြေးနေပေါ့နော်ပတ်ပြေးခဲ့တယ်ပေါ့အခုတကယ်တော့အခုမမေကိုစကားပြောချင်ရှာရင်မမေမရှိတော့ဘူးဆိုပြီးဖေဖေကလည်းရေးတာအဲ့ဒါတာသူညီကိုရေးတာအမေကိုကြောက်ပြောရေးလဲဆိုတော့သမီးရဲ့တားလေးကိုသိခံပါသမီးကိုသိခံပါတားလေးကငယ်ပါသေးတယ်တဲ့နော်ဖေဖေတို့တွေယောက်ျားလေးတွေကလည်းဒီလိုပဲတင်းနေဆွေရလို့ရှိရင်တဲ့မိဘကိုနည်းနည်းလေးထော်တော်ကန့်လက်လို့ရှိရင်ရွေးချင်ရတယ်ပေါ့နော်အဲ့ဒါထုံးစံပါပဲပေါ့ဖေဖေရတယ်ညီမလေးတကယ်တော့ရှိရအမက psychology ပညာလေ့လာတဲ့အချိန်ကျမှဘယ်အသက်ရွယ်ကြလို့ရှိရင်ဘာခံစားချက်လဲဘယ်အသက်ရွယ်ကြလို့ရှိရင်ဘာခံစားချက်ဘယ်အသက်ရွယ်မှာဘာခံစားချက်ဆိုတာအဲ့လိုမှအမတို့လေ့လာခဲ့ရတာသိတာဟောတော့ငါအားလေးချမ်းဖို့မှာဒါတင်ရမှာပါလား teenage မှာ twin ဖြစ်နေတဲ့အချိန်မှာဘာတင်ရမှာပါလားသက်30ရတယ်ညီမတင်လို့လည်းမျိုးသက်30ရတယ်40ချမ်းမှာဘာတွေခံစားချက်တွေဖြစ်တတ်ပါလားဘာအရေးကြီးဆုံးဖြစ်နေပါလား40ရမှာတော့နောက်ပိုင်းမှာဘာလိုချင်တာပါလားအဲ့နောက်ပိုင်း60ရနေနောက်ဆုံးချိန်ကြီးကဘာလိုချင်တာလဲအမတို့ပညာသင်ရင်းမှာသိရဖေဖေကပြန်တွေးကြည့်တဲ့ခါကျတော့ဖေဖေက10တန်းအောင်ပြီးတဲ့ခါကျတော့ဖေဖေကနေနိုင်ငံခြားမှာအကြောင်းတက်ဖို့အတွက်ကိုအင်္ဂလန်ထွက်လာဖေဖေလည်းအင်္ဂလန်ကိုကစစ်တမ်းမှုနဲ့အင်္ဂလန်သွားချင်မှာဖေဖေကအင်္ဂလန်မှာအကြောင်းတက်ဖို့ပဲလုပ်ရသေးတယ်အကြောင်းတော့တက်ပါသေးလားចောင်းကတ်မတ်မှာတပုတ်ကြတာတွေ့တယ်အဲ့ဒီအချိန်ကပဲဖေဖေကနေမမေနဲ့ယူသွားတော့ဖေဖေကဘာနိုင်ငံခြားပညာရေးမှာမသိတာဘူးဖိုးတို့ဖွားတို့ရဲ့စုံမရဲ့စကားတွေကဘယ်လောက်ခင်မိလဲဆိုရင်ပြောပြတာပါဖေဖေအဲ့ဒီအချိန်ကအမကိုဖာပြောတယ်ဆိုတော့စာထဲမှာဖေဖေကအဲ့ဆိုမောက်ရေးပြီးရဲ့ချိန်ဖေသက်60လောက်တော့ရှိပြီပေါ့ဒါစစ်စစ်တက်နေချင်းဒီဘေးရတယ်ယောက်ျားလေးတွေရတဲ့သမီးရဲ့အမေကိုခံပြောချင်ကြတယ်တဲ့စမ်းချင်ကြတယ်ပေါ့နော်သူတို့စိတ်ခံစားချက်တရားငါဆိုတာဖြစ်ချင်ကြတယ်ဒေါသတွေကြီးနေတယ် explore လုပ်ချင်ကြတယ်အဲ့ဒါကိုသမီးသိခံပြီးပါနားလည်ပြီးပါဆိုသူပေးရပြောတယ်ဖေဖေစာလေးဖတ်လို့ရှိရင်အမဆုံးမစာလေးပဲပြတယ်မို့အမအဖေကိုချစ်တော့အရန်နားထောင်တာအမအဖွားဆုံးမလည်းအမနားထောင်တယ်အမကဟိုကုသိုလ်ကံကောင်းတယ်လို့ပဲပြောရမလားမသိဘူးညီမလေးရဲ့အမရဲ့ငယ်ဘဝကကံကောင်းတယ်ဘယ်လိုကံကောင်းလဲဆိုတော့အမကအဲ့လို teenage မရောက်ခင်ပါပဲဟိုပါတော့နေရတော့ဟိုပါကအဲ့အခုရောဆရာတော်ကြီးရဲ့နေတဲ့မဟာဝိတ္တတာဘုန်းကြီးမှာကိုဘဝေယဝိဆမှာလူကြီးအတွင်းမှုကိုဘပြင်ဆင်နေရတဲ့ရအောင်တခါတည်းတန်တရာဘက်ကိုလှုပ်လိုက်ပြီးတော့အဲ့ဘုန်းကြီးကျောင်းရဲ့ဝေယဝိဆတွေလုပ်ပြီးတယ်အဲ့ဘုန်းကြီးကျောင်းမှာမုံလေးဆိုရောက်တယ်ဘုန်းကြီးကစီးစရာတွေလုပ်တယ်အဲ့မှာပဲထမင်းစားရတယ်ပြန်လို့ရှိရင်မှဂျန်လေးယူပဲစားစရာဂျန်လေးယူတော့အိမ်ပြန်ညတယ်အဲ့ဘုန်းကြီးကျောင်းကထမင်းနဲ့ပဲညစာထမင်းထက်စားအဲ့ဘုန်းကြီးကျောင်းကျေးဇူးတွေအရန်ကြီးတာပေါ့နော်ရောဆရာတော်ဘုန်းကြီးကျောင်းအဲ့အမကလည်းပို့ပို့နဲ့မနေ့9နိုင်လဲရောက်လိုက်တာနောက်ဆုံးလူရှင်တွေပြန်သွားပြီးပကံတွေပါဆေးဝါးတဲ့အထိအကုန်လုံးအကုန်ပြီးပြီးမှတော့ပြန်ရတော့ဘုန်းကြီးနေနဲ့ပဲအမတောက်ချောက်နေတာတော့ဘုန်းကြီးကလာပြီးတော့လာခဲ့ဒီကောင်ကလည်းငါပြောသိဆောင်လာခေါ်လိုက်ဘုန်းကြီးကျွေးနေဆုံးမစကားတွေပြောအမကလေအခုချိန်ဒီအချိန်ဒီနေရာကလည်းတကယ်ဘုန်းဘုန်းနဲ့ကျေးဇူးတွေတကယ်အမလေအရန်ကျေးဇူးကြီးတယ်ဆိုတာအဲ့ဒီအချိန်တွေကစိတ်ထားတဲ့အောင်တကယ်တော့ဘုန်းကြီးတွေကရန်ရိုးသားတာဟိုဘုန်းကြီးတွေကသာသနာတကယ်ပြည့်ရွှေကျင်တိုင်းဆိုတော့လုံးဝကိုသူတို့တွေကဘာတော့မှမရှိဘဲနဲ့လေဘာလို့တင်လုပ်ထိုက်တယ်ဆိုတာငယ်ငယ်လေးကလေကြားချင်ချင်းမကြားချင်ချင်းပြောပြရင်နဲ့ကိုယ်စိတ်ထက်ထားတတ်တော့လေအမကင
မကောင်းတာမတွေးတတ်ဘူးသူများတွေကို negative တွေတွေးပြီးတော့သူကဒါလုပ်နေရတယ်ဒါလုပ်နေရတယ်ဆိုလုံးဝမတွေးတတ်ဘူးအကောင်းမတွေးတတ်တယ်အဲ့ဒီဗရေကပါလာတာတင်တယ်အမဖက်တန်းလာတဲ့တောက်လျှောက်မှာဒုက္ခတွေဆင်းရဲရောက်တိုင်းမှာစိတ်ထားတတ်သွားတယ်အဓိကစိတ်ထားတတ်ဖို့လို့အောင်စိတ်ထားတတ်သွားတယ်ဖေဖေတို့ကလည်းအဲ့လိုမျိုးပဲဘယ်လိုမျိုးနဲ့စိတ်တက်နေနဲ့ဒါသမီးတွေကို9ယောက်ကြီးကိုပြုစုဆိုတာတကယ်တော့အမားတို့ကတယောက်နဲ့တော့တော်တော်လေးခက်တာလေ9ယောက်ကြီးကိုတောက်လျှောက်ပြုစုခဲ့တာဖေဖေတို့ရဲ့ပညာနဲ့ဖေဖေတို့ဖြတ်တန်းလာတဲ့တွေ့ကြုံနေဆိုရင်တကယ်ကအရင်ပြင်ပန်းခဲ့ဒါပေမဲ့ပင်ပန်းနေတာလို့ခါမနေလိုက်တာဖေဖေတို့ပင်ပန်းမှာပဲလားလို့တခါမှမပြောလိုက်တာကိုတကယ်ပင်ပန်းလာတော့မှဟာငါတို့ချီရန်9ယောက်လုံးကိုဖေဖေကလုပ်တော်ပင်မမှာပဲငါတို့လည်းဘာပညာမှလည်းမတတ်ဘူးเนาะဘာမှလည်းအသိပညာလည်းမရှိပဲဒီတော့မှဘယ်လိုလုပ်တာပဲဘယ်လိုလုပ်တာမှလားဟိုလိုကဒီလိုလုပ်တာပါလားဆိုအဲ့ဒီအသိပညာတွေနဲ့ပဲဒီ environmental effect လေးတွေနဲ့ပဲကောင်းတာလေးတွေယူဆိုးတာလေးတွေဖြုတ်ပြီးတော့ငါတို့ပြစ်ပထောင်လာတာပဲဆိုပြီးတော့အမချင်းပြောရင်ညီမလေးရဲ့အမဒီအောင်လေ့လာလိုက်တဲ့ခါကျမှတော့တဖြည်းဖြည်းနဲ့သိလာတဲ့ခါကျတော့ဘာသာရေးကြောင့်လည်းပါမယ်ဒီ psychology ပညာလေ့လာတဲ့ခါကျတော့ပါမယ်ခါကျတော့လူတွေရဲ့ခံစားချက်ဒီဗာလဲစိတ်ဒဏ်ရာတွေမှနားလဲတာအမတို့မောင်နှမ9ယောက်ရှိတယ်9ယောက်လုံးမှာစိတ်ဒဏ်ရာတွေရှိကြတယ်အမမှာကန်ကောင်းတယ်မှမရှိအမစိတ်ဒဏ်ရာဆိုတော့ငငယ်တုန်းကအဲ့အမတယောက်လည်းနံပါတ်6နံပါတ်3ယောက်အမလည်းအဲ့ငါးဟင်းလူတဲ့ပြဿနာနဲ့အဲ့ပြဿနာတက်ပြီးတော့အမဒုတိယအမတက်ကအမကိုစကားလေးတစ်ခွန်းပြောလိုက်တယ်အဲ့ဒါအခုချိန်ဒီမှရှင်နေမှာအဲ့စကားတွေကမကောင်းအဲ့စကားအဲ့တစ်ခွန်းပြောလိုက်တာကနေပြီးတော့အမရဲ့ဘဝကြီးပြောင်းလဲသွားတာပဲအဲ့စကားကြောင့်အမအနေနဲ့အရန်ခံစားပြီးတော့အမအဖို့ဖိုင်သွားနေလိုက်တာပေါ့နော်အဲ့ဒီခံစားချက်ကအဲ့တော့အမဘာကြည့်လိုက်လဲဆိုတော့အဲ့ဒီလိုမျိုးလူတယောက်ကိုပြောရင်တေးသေးလေးကလေးလေးတေးသေးလေးတယောက်ကစကားလုံးကြီးကြီးကိုထိလိုက်လို့ရှိရင်အဲ့ကလေးလေးရဲ့ဘဝပြတ်သွားတော့တဲ့ဒီအဲ့ကလေးလေးတယောက်ဘဝနာကျင်သွားတော့တဲ့ဒီပြောင်းလဲသွားနိုင်တော့အမကအရန်တတိထားတယ်အဲ့အမသားသမီးတွေကိုမတိတိမထိလိုက်ကြတာငွေကြီးကိစ္စတော့စိတ်ပင်သူတို့နှလုံးသားနုနုလေးချိန်က heavy ဖြစ်တဲ့ဟာကြီးတွေကိုသူတို့ရှင်တဲ့ထဲကိုမရောက်အောင်ဘာမှမထည့်သူတို့နှလုံးသားလေးတွေနဲ့လက်ခံနိုင်တဲ့ຢာတော့ပဲပြီးတည်တယ်ရှိတဲ့ဝန်တော့ဝင်ပေါ်မှာပဲခံလိုက်တယ်အမမျိုးသားလည်းဒီတိုင်းပဲသူ့ရွယ်လေးကိုပြန်တွေးကြည့်ရင်မဟုတ်တနေ့ကတော့ပြောပြတယ်တားအောင်အမနဲ့အမသားမျိုးသားနဲ့လက်မှတ်ထိုးတဲ့ချိန်မှာ19 18နှစ်16နှစ်သားလေးတယောက်ကလို့ကလေးတယောက်မွေးနေပြီဆိုတဲ့စိတ်နဲ့တိနဲ့သူ့မိဘတွေမသိအောင်တိတ်တိတ်လေးလာပြီးတော့ခိုးပြီးတော့ခေါ်ပြီးလက်မှတ်ထိုးရတယ်ဆိုတာခက်တယ်ဒါပေမဲ့အဲ့ယောက်ျားသားကသူ့ရဲ့တာဝန်ယူခြင်းနဲ့စိတ်နဲ့သူလုပ်တာအဲ့တော့ပြန်တွေးကြည့်အမယောက်ျား16နှစ်သားလေးကိုမမြင်ကြည့်တဲ့အခါကျတော့အမသားလေး16နှစ်သားဆိုလို့ရှိရင်သူ့အမေလည်းခံစားရမှာပဲလေအမယောက်ခမလည်းခံစားခဲ့ရမှာအဲ့တော့လူတွေကကိုချင်းစားတယ်ဆိုတော့အဲ့နေရာကိုမြင်ကြည့်လိုက်ရမှာအဲ့တော့ဖေဖေတို့ကလည်းအဲ့လိုမျိုးပဲအမပြန်တွေးကြည့်တော့အမတွေနဲ့စကားတွေပြောလို့ရှိရင်စင်ပြေတဲ့သူတွေလည်းရှိတယ်ညီမလေး9ယောက်ဆိုတော့နော်စင်မပြေတဲ့သူတွေလည်းရှိတယ်အဲ့တော့တချို့ကြတော့လေအမေတို့ငယ်တုန်းကတော့ဒီလိုဆူဆောင်ဆိုလို့ခိုက်တာဟုတ်အဲ့တော့ကကြတော့ငါတို့လည်းဘွဲတွေမရပဲတက်လို့တက်လက်နေဖြစ်ကုန်ကြတယ်။ဘာညာဆိုတဲ့သူတွေလည်းရှိပါတယ်။သူတို့ကတော့ဒါလိုလုပ်ခဲ့တင်တာပေါ့ကိုလိုလုပ်ခဲ့တင်တာပေါ့လို့ပြောတဲ့မောင်နှမတွေလည်းရှိပါတယ်။ဟိုဒါတွေလည်းသူတို့အပြစ်မမြင်ပါဘူး။ဘာလို့တယောက်ချင်းစီမှာစိတ်ထင်ရတွေညာခဲ့ကြတာလေ။တယောက်ချင်းအမပြန်တွေ့ကြတော့ပြည့်တို့မျိုးတို့ကလည်းတကယ်ညာအဲ့ဘယ်စကားကနေစိတ်ထင်ရဖြစ်မယ်လို့ဘယ်သိမလဲ။နော်အဲ့တော့အမအမေဆိုအသက်ရှိတင်ညာရှိတယ်။မမေဆိုလည်းသိတယ်မလား။တငယ်ပြန်သူတွေနဲ့ပြန်ဖြစ်ပြီးတော့ကြီးကြတာပေါ့နော်အမဒါပေမဲ့မမေကိုလည်းတွေးကြည့်တယ်မမေကတနာစရာပဲပေါ့နော်ဘာလို့လဲဆိုမမေလည်းမမေငငယ်လေးကိုမှပြန်တွေးကြည့်တယ်ကို့မေလို့မမြင်ဘူးပေါ့ကို့မေလို့မြင်တော့လောဘရှိတယ်လေမမေပေါ် expectation ရှိမမေကအသက်89နှစ်ဆိုလို့ရှိရင်ဘာသာရေးလုပ်ရမယ်ဟာဖရားတရားနဲ့လုပ်နေရမှာမမေတည်ငြိမ်ရမှာပေါ့ဒီစကားမပြောသင့်ဘူးပေါ့အမေဆိုတာဂုဏ်သိက္ခာကြီးတဲ့အမေဖြစ်တာအမကဒီလိုမျိုးဖြစ်ချင်တယ်မျိုးအမမဖြစ်ချင်တော့တားတွေကပြန်တွေးကြည့်လို့ရှိရင်အမမရှိရချင်တာကျမမေခေုံမကြော်လေးဘယ်လိုလေးပြောလို့ရှိရင်မမေကြီးကဒါကြီးလုပ်ခဲ့ပါလားရှစ်ဆရာလုပ်ခဲ့တဲ့အမေကိုမမြင်စေချင်ဘူးမှာအဲ့တော့အမမမေကိုလည်းအမပြန်တွေးချင်မမေအဲ့လိုမျိုးဖြစ်တာဆိုရင်မမေကိုအမမဖြစ်တော့ဟုတ်လားမမေငငယ်လေးကိုအမပြန်တွေးကြည့်တယ်အမမမေငငယ်တုန်းကအမမမေရဲ့အမမမေရဲ့အမရဲ့ဦးလေးတယောက်ရဲ့ပစ္စည်းလေးတွေမှာဖေမေကွဲသွားတယ်အဲ့တော့သူတို့ပစ္စည်းသေးလေးတွေကဖေမေကွဲပြီးတော့ဖေကလည်းနောက်မိမ့်မိုက်လိုက်တယ်အမေကလည်းနောက်မိမ့်မိုက်လိုက်တဲ့ချိန်မှာတောက်ကြိုက်လိုက်တဲ့ချိန်မှာသူတို့အပိုက်အိမ်သွားနေလိုက်ဒီဘက်အိမ်သွားနေလိုက်ပျော်ပြီးတော့နေရသူကပြောတယ်စိတ်မညစ်ခဲ့ရဘူးလေဒီမှာပျော်နေတယ်ပေါ့အဲ့သူတို့သေးလေးတွေရဲ့ခေါင်းထဲမှာရိုက်ထည့်ထားတဲ့ဟာအမေအဖေရှိကသူတို့လုပ်ခဲ့တဲ့ဟာကိုကဘာလုပ်လဲကိုကဘာလုပ်လဲအဲ့ဒါ copy paste လုပ်လိုက်တာအဲ့ copy paste လုပ်ပြီးတော့သူတို့ခေါင်းထဲမှာသူတို့ရှိတဲ့ဟာလေးသူတို့ treat လုပ်ခံရတဲ့အတိုင်းပဲအမားတို့တွေကိုပြန် treat လုပ်လိုက်တာဒါမနာကျင်စေခြင်းမမေကအရန်လုပ်လိုက်တယ်ပတ်စံရှိတော့လေမမေကပတ်စံရှိတော့တာသမီဘာလို့ခြင်းလဲလို့ပြီးတော့အမမောင်လေးကအလိုလိုက်ခံရဖြစ်လို့လက်ခံရပြီးချိတာတဲ့ခါကျတော့အမမောင်လေးကလည်းအမားရင်းလေးတွေဖြစ်ခဲ့တယ်နေတော့အဲ့တော့
မင်းအဲ့လိုမျိုးအဲ့တော့လုံမလိုက်ပဲနဲ့ဒီလိုလုပ်ခိုင်းပါလားလို့ပြောရအောင်လေမင်းလည်း तू အတက်နိုင်ဆုံးအကောင်းဆုံးလုပ်ခင်မှာပေါ့နော်အဲ့တော့အမမေကိုရမ်းကျေးဇူးတင်တဲ့ဘာလဲဆိုတော့အမတခါမှမမေကအမတို့မချစ်ဘူးလို့အခုဆိုပြောတယ်အမအကြီးဆုံးကိုချစ်တာအကြီးဆုံးမို့လို့အမကတော့တခါမှမခံစားဘူးဘာဖြစ်လို့လဲဆိုတော့မမေကအခြားမောင်နှမတွေကိုဆက်ဆံတာကြည့်လိုက်တယ်နော်အမကိုလည်းမဟုတ်တဲ့မင်းကအမကြီးဆုံးနဲ့ချစ်တာပဲဟိုဒုတိယအမကိုလည်းအော်မမေလာလုပ်ပြီးချစ်တာပဲတတိယအမလည်းဒီလိုမျိုးပဲနောက်တစ်ရက်အမကျတော့လည်းဟိုလည်းကျမကြီးမကောင်းလို့လုပ်တာပဲမောင်နှကောင်လည်းကိစ္စတာမမေရဲ့မိခင်ပြစ်တာမမေဆုံးကိုပေးတယ်တော့အမ no doubt အကြောင်းမမေကိုအမယုံကြည်တယ်နော်မမေကအမ special အနေနဲ့အဲ့လိုအားဘူးပေါ့တော့မင်းမလုပ်ဘူးဒါပေမဲ့မမေဒီမိခင်ပြစ်တာပြေးသွားပြီးခဲ့အမဟိုအသက်4နှစ်လောက်5နှစ်လောက်မှဆိုတော့ဦးတက်ပေါက်တော့တဲ့တက္ကစီရှာလို့မရဘူးပေါ့နော်အဲ့ည7နာရီလောက်ဆိုတော့မမေကအဲ့7ကုန်းကနေပြီးတော့ဟိုအိမ်နဲ့ဟိုဂုံးကြောပိုးပြီးတော့မမေပြေးရတယ်အဲ့တက္ကစီရှိတဲ့နေရာအဲ့လိုမျိုးတွေမမေပြောတာအမလည်းမမိပါဘူးဒါပေမဲ့မမေတို့ပြောတဲ့ဟာအမအသေးတယ်မှာစွဲတယ်မမေဆိုးတဲ့ဟာတွေဟိုမမေမားတဲ့ဟာတွေအမစဉ်းစားမမေရဲ့နှစ်တာကိုအမခံစားလိုက်တဲ့ခါကျတော့အမကလုံခြုံတယ်အဲ့ဒီမျိုးကအခုညီမလေးမေးတဲ့မျိုးကိုမျိုးပဲအမကိုတော်တော်များများလူမျိုးမေးတယ်ခေတ်ဆက်ဆက်ကလည်းမေးခဲ့လို့ပြောရမယ်အမခေတ်ဆက်ဆက်ဆိုတော့အမငငယ်လေးနဲ့ပုံဝင်ရှိမျိုးသားလည်းငငယ်လေးတတပြည့်နဲ့ပြည့်ကြီးလာကြတယ်အမတို့ရဲ့ milestone lifestyle နဲ့ဟာငငယ်လေးနဲ့အိမ်အောင်ကြတော့ပေါ့နော်အသားအခုဒီလောက်တော့ရောက်နေပြီလားအဲ့ဒါတလုံးမေးခံခဲ့ရအဲ့တော့ဘယ်လိုမျိုးအိမ်အောင်ကြီးကိုလောက်ကြလဲပေါ့ရှင်းရှင်းပြောရင်အမမျိုးသားချောလေးဆိုတော့ဟိုဘယ်လိုကောမလူတွေကတခါကျအံ့ဩတယ်အမကအခုဒါဝိတ်တော်ကြတော့ပါနော်အမက160 190လောက်ဒီဝိတ်တွေတက်တဲ့အချိန်တုန်းကဆိုတော့အမျိုးသားနဲ့တူသွားလို့ရှိလို့ရှင်အမကဒေါ်ကြီးပုံစံဖြစ်တော့ခက်ငယ်ငယ်ပုံစံလေးဖြစ်သူကအလုပ်ကလည်းလုပ်တဲ့ခါကျအများ smart ကြနေတာသူပုံစံလေးကအဲ့လူကမေးကြတယ်ဟာအိမ်တော်ကြီးဘယ်လိုထိန်းသိမ်းနေအမကအကိုနဲ့အမနဲ့အခုထိချစ်တုံးမဲနော်အမတို့နှစ်ယောက်ကရီရဘလောက်ပဲရန်ဖြစ်ဖြစ်ဒီအချိန်ကြီးနင်းနဲ့ငါနဲ့တခါမပြောဘူးနင်းနဲ့ငါနဲ့လည်းမပြောဘူးဆဲတယ်မဆဲဘူးနှစ်ယောက်ကရန်လို့မဖြစ်ဘူးလားမေဖြစ်ဘူးလားပေါ့91နဲ့ဆိုလို့ရှိရင်ခု25ဆိုတော့အမတို့အနှစ်34နှစ်ရှိပြီအိမ်တော်သက်ဖြစ်ဘူးတယ်ဖြစ်ပြန်တွေးကြည့်ရင်အမတို့နှစ်ယောက်ကတယောက်ကရှုပ်ဘူးရှော်တယ်ဒီကတော့ serious လောက်ဖြစ်နေပြီဒါငါမားတာဖြစ်နေသူတော် serious ပြောနေပြီငါနားထောင်လိုက်မယ်ဆိုနားထောင်ပေးလိုက်တယ်သူဖြစ်ချင်တဲ့ဟာကိုသူခံစားချက်အမတို့ညတက်တော့တစ်ခုပါပါလေတက်လျောက်ခံစားချက်ကိုပုံမှန်လေးပြောတယ်အမတို့ကလိမ်မထားဘူးသူကလည်းသူဒါဖြစ်ချင်ပြီဆိုလို့ဖြစ်ချင်တဲ့ဟာပြောတဲ့ခါကျဒါသူဖြစ်ချင်နေတဲ့ဟာပဲသူဖြစ်ချင်တဲ့ဆန္ဒကိုငါဘာလို့ဆန့်ကျင်မှာလဲပေါ့နော်သူဖြစ်ချင်တာလေးကိုငါလှုပ်ချင်ချင်မလှုပ်ချင်ချင်ဒီဟာလေးကိုသူ့ကိုငါချစ်တဲ့စိတ်နဲ့လုပ်ပေးလိုက်မယ်ဆိုပြီးတော့အမလုပ်ပြီးနှိပ်ပေးလိုက်တယ်ဒါကငယ်တုန်းဘဝပေါ့ငယ်တုန်းဘဝဘယ်လိုဟာမျိုးလဲဆိုရင် for example like ဒါလူတိုင်းကြုံမှာပါဟိုဘက်မိဘဒီဘက်မိဘသဘောမတူတဲ့ပြဿနာပေါ့သဘောမတူတဲ့ပြဿနာဆိုမာနနေတာအဲ့ဒီတုန်းကနေပြီးတော့ငါ့ကိုဘာလို့နင့်အိမ်ကသဘောမတူအောင်လဲဆိုတော့စိတ်နေတာဆိုငါတို့မယူဖြစ်ဘူးသိကြတယ်သူကလည်းဒီလိုမျိုးပဲဟာကလေးတယောက်တော့ရနေတာနင့်အဖေကကြီးကြီးကျယ်ဟိုဗလဲကိုချစ်တော့ပုဂ္ဂိုလ်ရဲမှာလာယူရလို့ပြောတယ်ဆိုတာမလာဘူးငါနောက်လည်းယူစားအောင်ထားလိုက်သေးတယ်ဆိုတော့အမတို့မယူဖြစ်ဘူးအမတို့နှစ်ယောက်ကြားမှာချစ်ချင်းမြတ်တာနဲ့ပတ်သက်လို့ရှိရင် no doubt အခုနေမလာမေးမယ်ဘယ်လိုခေါ်မလဲအမတို့ live မှာ ups and downs ရှိလာမင်းဟုတ်ကဲ့ရှိပါတယ်အမမျိုးသားနဲ့အမနဲ့ကပထမဦးဆုံးစပြီးတော့teenage ဘဝမှာသူကတမောလိုက်သွားတဲ့အချိန်မှာအမတယောက်လည်းကြံခဲ့တယ်အဲ့တော့သူကလည်းနောက်ရေးစားတွေထားလို့ဖြစ်သွားနိုင်ပြီလို့အမလည်းနောက်အိမ်အောင်လေးပြုတ်ပြီးတော့ရှားလူနဲ့ကြိုက်သွားပြီးယူရတာလည်းဖြစ်နိုင်တယ်နောက်တစ်ခါသမီးလေးဒုတိယသမီးမွေးတဲ့အချိန်မှာလည်းအမက29နှစ်သူ28နှစ်အချိန်မှာအင်္ဂလန်ကိုသူထွက်သွားတာ10နှစ်ကြာတယ်ညီမလေး10နှစ်ကြာတဲ့အချိန်မှာလည်းသူကငငယ်လေးချောလေးအချိန်မှာသူလည်းအဲ့လိုမျိုးပေါ့နော်သူ့ကိုကြိုက်တဲ့ကောင်မလေးတွေဗာလေးတွေတွေ့မှာပါတယ်အဲ့တော့အမဆိုလည်းအမဒီဘက်မှာအိမ်အောင်ရှိရဲကလေးလေး2ယောက်နဲ့ယောက်ျားအနားမှာမရှိဘူးဆိုတော့အမလည်းအဲ့လိုမျိုးမကြိုက်တဲ့သူတွေပါရှိတာပေါ့နော်တာယာတဲ့ဟာတွေဘာတွေညာတွေရှိတာအဲ့ဒီခါကျဒါတွေအကုန်လုံးကအမတို့အိမ်အောင်ကြီးတော့ဖြတ်နေပြီငါတို့တော့ဒါ challenge တွေပဲငါတို့2ယောက်ကအပြက်ခံပါလားအပြက်မခံဘူးလား2ယောက်လုံးတကယ်ပုံမှန်လေးပြောတာသူပြောတယ်တခုဖြစ်လို့ရှိရင်ဘာကြီးဖြစ်သူပြောငငယ်တော့အရင်ရန်ခဲ့တော့အမေတို့ကပြောတယ်ဗာလဲအမတို့ခမဦးလက်ရှိပါအသက်ရှိချင်များရှိတော့မယ်အမေတို့ကပြောတယ်တနင်္ဂနွေနဲ့ဗုဒ္ဓအမမျိုးသားဗုဒ္ဓဘူးလေအမတနင်္ဂနွေဗုဒ္ဓဘူးတေချာပေါက်ကွဲမှာသူ့အဲ့လိုမျိုးဘေးရင်ဆံမပြောလိုက်လို့တဲ့မကွဲစေရအောင်ဆိုပြီးတော့ပုံမြဲသွားတယ်အဲ့လိုမျိုးပေါ့ကျမကျတော့အဲ့ဒါယူဥပနဲ့ဥပရောက်ပြီဟဲ့ကွဲမှာပဲမထူးကွဲမဲ့တူတူတော့ကွဲပလိုက်တော့မယ်ဆောင်းရဲကဘေးရင်ဆံပြောတာပဲငါတို့ကွဲမယ်လို့ပြောတာကွဲလေဘယ်နဲ့နိုင်မှမလဲဆိုကွဲရင်ကွဲနိုင်တာအမတို့ကမဟုတ်ဘူးအဲ့လိုမျိုးပြောလို့ကိုချစ်ချင်းမြတ်တာလားတကယ်ချစ်တကယ်ရှိမကွဲစေရအောင်ဆိုတဲ့ဆက်သွားတယ်အဲ့တော့သူ့ကိုလည်းအမခွင့်မလွတ်နိုင်စရာဘာမှမရှိဘူးသူကလည်းအမပေါ်မှာအကောအဆက်ဆက်ရဘလို့ပေါ့မလဲအမဖြစ်ချင်တာမှန်တယ်များလေတခါမှမငင်းခဲ့ဘူးအမမျိုးသားအဲ့တော့
သူ့ကိုတချို့လူတွေကအမကိုပြောတယ်ဟိုတော်တော်များများပြောကြပါတယ်အမတို့အိမ်တိုင်းဟိုနည်းနည်းဟိုစိတ်ဝင်စားတဲ့လူတွေကမနော်တကယ်တော့အခုဘယ်လောက်တောင်ချစ်တာလဲဒါသိခံနိုင်တယ်နော်အမသူ့ကိုလည်းပြောတာပေါ့အခုနော်အမကဘယ်လောက်ပုံစံကြီးဖြစ်သွားဖြစ်တော့အခုကချစ်နိုင်သေးရဲ့နော်ပြောသူကလည်းသူ့ကိုပြန်ပြောမှာပေါ့နော်သူကလည်းအမကအခုပေါ်ကောင်းတဲ့သူမရှိလို့သူကအဲ့စကားတခွန်းပြောလိုက်တယ်ဒါပေမဲ့လူတွေကအဲ့လိုမျိုးပဲသိကြတာဟိုအမအခုပေါ်ရန်ကောင်းလို့အခုကအမကိုမကွဲမပြေပဲအိမ်အောင်ကြီးတော့ဆက်နေတယ်တကယ်မဟုတ်ဘူးအခုကအမပေါ်မှာအပိုကောင်းတယ်အမရဲ့ဆန္ဒမှန်တယ်များမဖြည့်ဆည်းပေးခဲ့တာဘာမှမရှိအမကဒါဖြစ်ချင်နေတာမလားကလေးတွေကဒါဖြစ်ချင်နေတာမလားငါအိမ်အောင်ကွဲလိုက်လို့ရှင်တော့ငါသားလေးတော့အဖေမဲမှာပဲငါအိမ်အောင်ကွဲငါသမီးတော့အဖေမရှိဘူးဖြစ်သွားမယ်ငါတို့အိမ်အောင်ကွဲသွားလို့ရှင်တော့ငါသမီးတွေဘာဖြစ်အဲ့ဒီဟာကိုအမထက်ပိုတော့စဉ်းစားရတယ်တကယ်ကဒါပေမဲ့ तू အဲ့လိုစဉ်းစားရလို့မတခါမှမပြောဘူးအမသိနေတာ तू ကတခုခုဆိုလို့ရှင် तू ဆန္ဒအထက်သားသမီးတွေနဲ့မိန်းမရဲ့ဆန္ဒကို तू ကအမြဲတမ်းဦးစားပေးတယ်ချောလဲချောတယ်ဟိုဘယ်လိုခေါ်မလဲ potential လဲရမ်းကောင်းတယ်လူတယောက်ဆိုတော့နောက်တဲ့အိမ်အောင်ပြီးဖို့အတွက်သူ့မှာခွင့်ရင်းလန်းတွေအများကြီးပေါ်ခဲ့ဘူးပါတယ်ညီမလေးရေပေါ်ခဲ့တယ်သူကတကယ်တမ်းကဟာဟုတ်တာပေါ့မိမကလည်းပုံပြက်ပန်းပြက်ဖြစ်နေပြီးခလေးတွေလည်းလက်လွတ်လို့ရနေတာပဲငါနောက်အိမ်အောင်ပြီးလိုက်မယ်ဘာအိမ်မှာအဓိကပတ်စံချတာသူလေနောက်အိမ်အောင်ပြီးလိုက်လို့ရနေတာပဲရောချစ်ရောရှင်းရပစီပြေးစီးစိန်ရောယူလိုက်တော့ငေါတော့သွားပြီးတက်တာဆိုလေရက်လို့ရတဲ့အခွင့်အရေးသူ့မှာရှိခဲ့တယ်ဒါမှမလုပ်ဘူးအဲ့ဒါဘာလဲဆိုအမားတို့နှစ်ယောက်မှာရှားတဲ့တစ္ဆာတရားတစ်ခုကဘာလဲဆိုတော့ဘယ်တော့မှမကွဲဘူးဆိုရင်အမတို့သူကအမဂရိတစ်ခုပေးတာချစ်လေးမောင်တစ္ဆာပြောမယ်ချစ်လေးကလည်းလို့နောင်ဘဝမှာနောက်ထပ်မိမတရားဘယ်တော့မှမရှိစေရအောင်အဲ့ဒါအကိုပြောရင်တော့ crazy ဖြစ်တာပေါ့ရုပ်ရှင်ဆန်တယ်တော့အမယုံနေရပဲလားသူညပြောတာယုံနေရပဲလားအဲ့ဒီဒီတိုင်းပြောတာပဲလူတိုင်းကလို့ပြောတာပဲဒါပေမဲ့မဟုတ် तू ကကြတော့ဘယ်လိုလူများမျိုးလဲဆို तू ပြောတဲ့စကားတစ်ခွန်းသူ့ရဲ့စန္ဒတွေတိတ်ခါစန္ဒတွေဟိုဘယ်လိုခေါ်မလဲအတ္တတွေသူ့ရဲ့ဟာတွေနဲ့အကုန်လုံးလေးနိုင်တယ်သူစကားတခုံးအရန်လဲနိုင်တယ်ယောက်ျားတယောက်။ तू ကဒီစကားငါပြောထားပြီးပြီဒီနေ့မှတယောက်ငါတီကိုတီနေဆိုတဲ့လူသွားနေ။အမချစ်ပုံဝင်လေးပြောရလို့အရန်ချောတဲ့မော်ဒယ်ကောင်မလေးတွေအရန်ချောတဲ့ဝရှိမင်းသမီးတွေတွေ့ပြီးတော့ तू ကနောက်ဆုံးမေသွားပြီးတော့အဲ့နောက်ကိုပါသွားခြင်းနဲ့နောက်မှသူ့ရဲ့စကားတခွန်းကြောင့် तू အဲ့ဒါမလုပ်ဘူး။အဲ့လိုပါမသွားတဲ့အဆင့်ကိုမကြောက်ဘူး။ဘာလို့လဲဆိုတော့ तू စကားတခွန်း तू ကလေးတွေအတွက်မိမတို့အတွက်ဒီဂရိပေးပြီးမှအဲ့ဂရိကို तू ကတူတယ်။အဲ့တော့အမောင်ကလည်းလည်းမျိုးပေါ့ယူယူမိုက်မိုက်ကိုယုံတယ်ငငယ်တော့လည်းယူမမယုံတယ်အခုဒီလည်းယုံလုံးမဲ့တစ်သက်လုံးလည်းယုံပါပဲဘာလို့လဲအဲ့လိုမျိုးတရားနဲ့တရားယုံကြည်မှုကတော့အရေးကြီးရတယ်တဲ့အဲ့တော့အမကအခုခေတ်ကလေးတွေရဲ့ပုံစံအမအခုခေတ်ကလေးလို့ပြောလို့ရှိရင်အမသားသမီးတွေပဲပေါ့နော်အမသားသမီးကနှစ်ခေတ်လုံးမှီနေတယ်တယောက်က32နှစ်တယောက်က22နှစ်အဲ့တော့သူတို့နှစ်ယောက်ကိုရဲ့ relationship တွေလည်းအမကြည့်တယ်ချစ်သူတို့လည်းအမြင်ပြောသူတို့တွေကသူတို့ရဲ့ admire ဖြစ်တာအမတို့လည်းများနေဖြစ်တယ်အမေတို့ဖေတို့အခုတည်းရမ်းချစ်နေကြတော့သူတို့ချစ်ချင်ကြတယ်မေတို့ဖေတို့ရမ်းဖြစ်တာကြည့်ပြီးတော့အမကပြောတယ်လေနဲ့များဆိုတာတားရှာနဲ့သွားလို့ပဲတားလေးမင်းနဲ့ဖေနဲ့စကားတွေပဲများတာရှင်ဒါပေမဲ့ဘယ်တော့မှမကွဲဘူးလို့ပြောသူတို့အဲ့ဒီစိတ်လုံခြုံမှုသူတို့ရတယ်အဲ့ဒါတားကိုတစ်သက်လုံးအဲ့လိုစိတ်လုံခြုံမှုပေးခဲ့တာသမီးလည်းကြားရကြအမတို့စင်ကာပူမှာနေတော့အရင်ကြီးစင်ကာပူမှာဘာမှပြောင်းချင်းအမအခန်းလေးတေးလေးပဲပေါ့အဲ့အခန်းတေးလေးနဲ့မှနေတဲ့အချိန်မှာအဲ့အခန်းတေးတဲ့မှာအမရောသမီးရောဟိုမျိုးသားကနေတော့ခန်းလေးက950ပေးရတယ်အဲ့ခန်းလေးတစ်ခန်းထဲမှာနေတော့ဘာစကားပြောသမီးအကုန်ကြားနေရလေကကြည့်ပြောဟာမောင်ဘယ်သူကဖုန်းလေးဆက်နေရလဲအဲ့မှာဖုန်းဆက်တဲ့ကောင်မလေးတွေ့တယ်နော်အဲ့ကောင်မလေးကဘယ်သူလဲဘာညာမေးလဲသမီးကကြားအဲ့တော့ချစ်တီကမရင်နဲ့နားရင်းကြီးနေရကြတယ်မှာဘယ်သူမှမဟုတ်ဘာညာပြောလဲတားသွားကြားအဲ့တော့စိတ်ညစ်ပြီးသူ့ကိုပြောတယ်သူ့ကိုစင်ကာပူလာလဲတော့ပြောတယ်ကိုကြီးနဲ့ဖေးနဲ့မင်းရင်ဖြစ်နေသူ့ကလာမူးလာခေါ်ပြီးတော့ game ဆော့ခိုင်းတယ်နာဖေးနဲ့မင်းရအဲ့လိုပဲအဲ့ဒါတည်းဘာမှမဟုတ်ပြီးသွားတာဘူးအေးစစ်တာ game ဆော့ဆိုအဲ့တော့မသားသမီးတွေရရင်ကြီးရဖေးမင်းရင်ဖြစ်လို့ရှိရင်သူတို့တွေကဝင်လည်းမပြောပြီးရင်ပြီးတော့မှာပဲဆိုပြီးစိတ်နဲ့တာသူတို့ငါတို့ဖေများဖွဲသွားမလားမသိဘူးငါတို့ဘဝမလို့အဲ့လိုမျိုးတော့မခံစားအောင်အဲ့တခုကတွေ့တာအမအမျိုးသားကိုလည်းအမတကယ်ကျေးဇူးတင်တယ်ဘေဘီလက်ထက်ကြတော့လို့ပဲဒီတေးလေးကြတော့လို့ပဲမရန်ဖြစ်ချင်တော့မှလေငါတို့အဲ့လိုမျိုးဟစ်ပြီးတောင်းပြန်လို့ရှိရင်ငါတို့သမီးလေးရဲ့စိတ်ခံစားချက်မများဖြစ်သွားမယ်သူကဖေများထက်ပိုကြောက်တတ်တာ哦သူ့အတွက်ကိုညာရင်မတောင်းဆိုရင်တော့စကားပြောခိုင်းနေကြလို့ရှိရင်ဘေဘီရှိရမအဲ့ကြောင့်တော့မှပြောမှရင်အဲ့လိုမျိုးနဲ့ညှိတယ်အဲ့တော့အခုကအိမ်အောင်ရေးကြတာတို့သမီးတို့ကြတော့အမကြည့်တယ်တားဆိုလဲသူ့ရဲ့ relationship က73နှစ်လောက်ရှိတယ်တားဆိုလဲ तू ကတစ်ဖက်သက် तू ကတော်တော်များများမှာတားက short တယ်အမကိုကြည့်ပြီးတော့ short တာမသိဘူးတားအမနဲ့တူတယ်သူ့ကောင်မလေးကနည်းနည်းလေး तू ကဟို aggressive type သူ့ကောင်မလေးကို तू ကအရမ်းညာတယ်အခုဒီຢာကညီမလေးတို့ဟို post လုပ်ရင်လည်းကောင်မလေးကြားမှာပဲအမပြောလို့ရပါတယ်ဘာမှမဖြစ်ဘူးतू က aggressive type တားအေး type တခါကျအသေးကြီးရာဒေါသတွေထွက်လို့ကောင်မလေးကသူ့ကိုအားမလို့အားမရဖြစ်ပြီးပြောလဲသားသိခံတယ်အဲ့တော့အမကြည့်လိုက်တော့ relationship တွေကဟိုအမတို့လည်းပြဿနာတွေတက်ရင်တက်မယ်သူတို့နှစ်ယောက်ကမြဲတယ်တ
ဓိကအမထင်တယ် connection ပေါ့နော် connection နေသူ့မပြတ်ချင်သေးဘူးဆိုလို့ရှိရင်တယောက်ကလက်ကိုမလုံးမချင်းများတော့ပြင်အမထင်တယ်ယောက်ျားလေးလက်ကိုမလုံးမချင်းမပြတ်ဘူးယောက်ျားလေးတယောက်ကလက်ကိုလို့ထွက်သွားတယ်လေမိန်းမတယောက်ကလိုက်ဆွဲလို့ကိုမရအောင်မိန်းမလေးတယောက်ကလက်ကိုလို့ချင်လို့ယောက်ျားကဆွဲလို့ရသေးတယ်အဲ့တော့အမမျိုးသားလည်းလူပဲ तू ကဘယ်တော့မှအမကိုမထားခဲ့တဲ့အတွက်ကြောင့်အမတို့အိမ်တော်ကြီးရှိတာပေါ့နော်အသားကိုလည်းအမကြည့်ကြည့်လိုက်တာတားကတခါမှ तू ကကောင်မလေးကို तू ကလက်ကိုလို့မှမဟုတ်တဲ့ကြောင့်ကောင်မလေးစီဆိုပြီးဘာကြီးပြောတယ်တားကတိခန့်တယ်ညှိလိုက်တယ်အဆင်ပြေသွားတယ်သမီးကိုလည်းအမကြည့်ကြည့်တော့အဲ့လိုပဲသမီးကျတော့ရီးစားထားတယ် relationship ကရီးစားထားရီးစားဖြတ်ပစ်တယ်မတင်တတ်ဘူးဆိုလို့ရှိရင်ဘာလဲဆိုတော့အဖေအကိုတွေကိုကြည့်ပြီးတော့အဖေကိုရင်းနဲ့လိုမျိုးယောက်ျားမျိုးမဟုတ်ရင် तू မကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့တော့သမီးကျတော့လည်း तू relationship တွေပါခုကြားနေတယ်ဆိုတာလည်းပဲအကောင်သူ့ရဲ့ကောင်မလေးသမီးရဲ့ relationship ကောင်လေးကလည်းအဲ့လိုမျိုးပဲလိန်မာတဲ့ကလေးပေါ့မိကောင်းဖောက်နေတာသမီးလေးဖြစ်ပြီးတော့ तू ကလည်းလိန်မာတဲ့ကလေးဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ relationship ကမြဲတယ်အဓိကခုကိဖြစ်ကြတာအပျော်ပါးတဲ့အရန်များတယ်ကိုတယောက်ချင်းစီရဲ့ behavior တယောက်ချင်းစီရဲ့ personality နဲ့တော်တော်လေးဆိုင်တယ်မိဘတွေကလည်းဥမာအမသမီးဆိုလို့ရှိရင်ပညာတတ်တယ်အမတော့ပြောတာပေါ့သမီးကို bully လိုက်တဲ့ရေးစားဆိုလို့ရှိရင်ပြက်လိုက်နောက်ဆုံးယူပြီးသွားလို့ရှိရင်ဖေမေကြီးပြန်လာခဲ့နော်သမီးမသိခန့်စရာမလိုမြောက်ပေးတာလေအမတို့ခေတ္တကအလုံးမဟုတ်ဖေဖေတို့ကကြတော့အိမ်အောင်ဘယ်လိုမြဲရမလဲအမေမကောင်းတယောက်ပန်းကောင်းပွင့်ပန်းဘာညာရှိတာပေါ့အဲ့တော့အရင်ခေတ်ကဟာနဲ့ဒီခေတ်နဲ့ကြားထဲမှာကြီးပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုသိတဲ့အိမ်အောင်ရေးတွေကတော့ relationship တွေကတော့မြဲနိုင်တာပေါ့ဒါပေမဲ့ तू ရောမာနာကိုလည်းမာနာရဲ့ကြားထဲမှာမှပတ်စံရှိချင်းမရှိချင်းဆိုတာထက်နင်ကဒီလိုလုပ်တယ်မလားတက်တာပဲငါနောက်တစ်ယောက်ယူအောင်မယ်ဆိုပြီးတော့ဟိုရှိနေတယ်ရှင်တော့ညီမလေးမထင်တယ်နောက်တစ်ယောက်ရှာမယ်ဆိုတဲ့စိတ်ကိုမှရှိနေရင်တော့ညီမလေး relationship ကလုံးဝမမြင်တာနေ့လောက်ကများထားလိုက်ပါတော့ငါနောက်တစ်ကောင်ယူရသေးတာပဲဆိုစိတ်နဲ့အဲ့နောက်တစ်ကောင်ချစ်နိုင်တဲ့စိတ်အမတို့ကမချစ်နိုင်တဲ့စိတ်တွေပေါ့ချစ်နိုင်တဲ့စိတ်ရှိတဲ့သူဆိုလို့ရှိရင်သူ့လောက်မှငါတေးကြတယ်ငါယောက်ျားလည်းလို့ငါဘူးမှမချစ်နေတာတေးကြတယ်ငါယောက်ျားလည်းလို့ငါဘူးမှသိမခဏနေတာကျင်တာသူလည်းလိုမျိုးပဲပေါ့ငါမိမတော့ဘူးမှကောင်းမှမဟုတ်ဘူးဆိုတာယုံကြည်နေသူတွေမကွဲဘူးမဟုတ်ဘူးနင်းနောက်ကတော့နောက်တစ်ယောက်လည်းရှိတယ်ငါနေ့ကိုသိခန့်စရာဘာကြောင့်မှမရှိဘူးဆိုထွက်သွား relationship တွေကတော့ပြက်ကွဲနိုင်တာပေါ့နော်အဲ့တော့ relationship ကလည်းခင်မိလာတယ်လို့ပြောရမယ်တခု living together နေပြီးယူချင်မှယူရပေါ့တချို့ဟာတွေလည်းကောင်းပါတယ် living together မဲ့ living together အကြာကြီးရောမှအာမပင်သိလား living together နေကြည့်ပြီးတော့အဆင်မပြေလို့ပြက်ကြတာနည်းနည်းလေးဟုတ်သေးတယ်ခုခေတ်ကလေအမတို့ခေတ်ကကြဘိုက်ကြီးယူမဖြစ်မနေယူကြီးကိုဒါပေမဲ့ခုခေတ်ကတော့ခေတ်ကမတူတော့ဘူးဆိုတာကိုသမီးလေးတွေဒီထဲမှာပါတာပေါ့ခေတ်ကမတူတော့တူနေကြည့်တာဆက်ဆံကြည့်တာပေါင်းတင်းကြည့်တာကောင်းတယ်ဒါပေမဲ့အဲ့ဒီပေါင်းတင်းကြည့်တဲ့ပုံမှာယောက်ျားလေးကိုပေါင်းတင်းကြည့်မဲ့လူကမိန်းကလေးရတယ်ကိုညံနဲ့ကိုစဉ်းစားပေါ့ယောက်ျားလေးရတယ်ကိုညံနဲ့ကိုစဉ်းစားဒီပေါင်းတင်းကြည့်လောက်တဲ့မိန်းကလေးကငါရဲ့အုံနောက်နဲ့ level တူသလားအော်ဒါမှမဟုတ်လို့ငါတို့ background တူကြလားငါတို့ဘယ်နေရာမှာတူလဲတခုခုတော့တူမှဖြစ်တယ်တခုမှမတူဘဲနဲ့ရုပ်ရှင်ဆန်ဆန်စမ်းကြည့်ရင်နော်ယူတာပဲဖတ်တယ်မှာတကယ်တော့ toxic လို့ရှိတယ်အစိုးရတွေကသိရချစ်ချင်းများချစ်အခုချောလို့ချစ်နေကြတယ်ရဲ့ပတ်စံရှိလို့ယူလိုက်တယ်ချောလို့ယူလိုက်တယ်ပြီးရင်ရေရှည်တကယ်ချစ်ချင်းမြတ်တာမရှိရင်လုံးဝသိမခံနိုင်ဘူးချစ်ချင်းမြတ်တာအမအတွက်ကတော့ချစ်ချင်းမြတ်တာအဓိကပဲချစ်နေသူတွေလေသူများတွေပြောတယ်ငါတော့ boundary ထားတယ်အဲ့ level ကျော်လာရင်တော့မရဘူးအမမှာတကယ် boundary လုံးဝမရှိဘူးအမရဲ့ secret ကိုမေးလို့ရှိရင်အမနဲ့အမမျိုးသားကျတော့ boundary မရှိဘူးသူကလည်းအမအဆုံးပုံကိုသိခံပါပဲအမကလည်းလို့ပြောသူဘာကြီးလောက်လာလားပြောတာဘာတက်ကြီးဘာအပြစ်ကြီးလောက်လာဘာကြီးဖြစ်လာလုံးဝသူခရစ်ယာန်တွေရှိရမလားအမတို့ဗုဒ္ဓဘာသာမှာခရစ်ယာန်တွေမှာရှိရစင်ရဲသည်ဖြစ်တယ်ချမ်းသာသည်ဖြစ်စေချမ်းသာသည်ဖြစ်တယ်နာကြားသည်ဖြစ်တယ်အဲ့ဟာတွေတော်တော်ကောင်းတယ်တကယ်ရလေအဲ့ဒါ promise လုပ်လိုက်တာပေါ့တကယ်တော့ဟုတ်တယ်လူတစ်ယောက်ကကိုယ့်ကိုတကယ်ကိုသူနေမကောင်းမင်းနဲ့နေတာအီးမနိုင်ရှုမနိုင်ဖြစ်နေတဲ့အချိန်နေအမမျိုးသားဖြစ်ဘူးတာပေါ့စီးကြောက်ဖြစ်အဲ့ဒါကိုမယုံမရှာနဲ့တကယ်ကိုလုပ်ပေးနိုင်ပြီလားအဲ့ဒါကိုလည်းငါချစ်နိုင်တာလားသူကလုံးဝချက်ကြီးကိုတည်းကြီးကြိုးရမယ်လေးဖြတ်သွားပြီငါတသက်လုံးပြည့်စုံပေးထားနိုင်ပြီလားအဲ့ဒါမျိုးတွေကတကယ် test လုပ်ကြည့်ဖို့တကယ်လို့ပဲထင်တယ်တလား relationship အမတို့အဲ့ဒါလေးကြော်သွားတဲ့ခါကျဟာတကယ်ချစ်တာပဲသူကျမ်းမာဖို့အဓိကပဲကိုယ်ဆိုတာပျောက်သွားတယ်အကိုကပြောရတယ်သလားကိုယ်ဆိုတာပျောက်မခံနဲ့ရတယ်ပါသလားအမအဲ့ဒါမျိုးရေးတာမြင်လို့ရှိရင်ရီတော့ညီစင်တကယ်ကျတော့ဘဝလက်တွဲပေါ်ညီမလေးရဲ့သိလားကိုဘဝဆုံးနေဒီလက်တွဲရမယ်ဒီတယောက်ကိုဘာတွေကိုဘောင်နေတင်းခန့်နေရလဲမသိဘူးဒါအဲ့လူကဘာပုံကြီးဖြစ်ဖြစ်တကယ်ချစ်နိုင်ပြီဆိုလို့ရှိရင်လက်တွဲအမပထမဆုံးအနေနဲ့အရေးကြီးဆုံးကဘာလဲဆို acceptance ပဲအမတို့ကဘယ်လိုခေါ်မလဲကိုကလေးကဒါဆိုတာလက်ကိုလက်ခဲ့တာတချို့တော်တော်များများအမကြည့်ကြပါတော့အမတို့ကထူတော်လူစံနဲ့အမတို့ရဲ့ SM school စီမှာသွားတဲ့ခါကျတော့များသောအားဖြင့်အမိဘတွေပြဿနာရှိကြတယ်တက်နိုင်တဲ့သူရှိတယ်အမ group ထဲမှာကျတော့ရောင်းမြန်တချို့မိတွေရမ်းကြီးရယ်ပင်မနေပြီပေါ့နော်ပြဿနာနဲ့ပင်မနေလူလည်းပင်မနေအဲ့လိုအဓိကအဲ့ဒါဘာလဲဆိုတော့
လက်ခံလိုက်တော့ကအမားတို့တွေကဗုဒ္ဓဘာသာတရားနဲ့ဆိုလို့ရှိရင်ဒါလည်းလက်ခံတာအရှိကိုတကယ်အဖြစ်မှန်အစစ်မှန်လက်ခံရင်အမားတို့လက်ခံနိုင်သွားပြီဆိုရင်အမားတို့ရှင်ဆိုင်ရတော့အမားတို့ရှုံးပေးပါလားရှင်ဆိုင်ပါလားဆိုလို့ရှိရင်ကိုတယောက်တည်းရှုံးပေးလိုက်အောင်လည်းဘာမှမဖြစ်တော့ကိုယ့်အတွက်လည်းကိုကရှုံးပေးလို့မဖြစ်ကိုလူဖြစ်ရဲ့ဘွားကြီးရှုံးပေးလို့မဖြစ်ကိုမိကိုပြည့်ကြီးတာရဲ့နောက်ထပ်လူသားလေးတယောက်ကိုလည်းအမားတို့ရှုံးပေးပြီးတော့လောကကြီးထွက်သွားလို့မရသူတို့ကမပြောတော့မပြောပြတတ်တာလေသူတို့လည်းတက်ရှင်ချင်းမှာပေါ့နော်သူတို့လည်းပြောချင်းမှာပေါ့ဒါမှအဲ့တော့အမားတို့တွေကကိုချစ်တဲ့ကိုယ့်ရဲ့သွေးသားလေးတယောက်နော်ကိုချစ်တဲ့ကလေးလေးတယောက်ကိုလောကကြီးမှာအမားတို့ကအကောင်းဆုံးရနေနိုင်တဲ့ခွင့်ရမှန်တယ်များအမားတို့အကောင်းဆုံးတွေမပေးနိုင်တာပါလေဟုတ်တယ်အကောင်းဆုံးတွေပေးဖို့ရယ်သူတို့အသက်အကောင်းဆုံးရှင်နိုင်မှုရယ်ကိုလည်းအဆင်ပြေဖို့ရယ်ခက်ပါတယ်မခက်ဘူးကိုခက်တယ်ဟိုစိတ်ပိုင်းဆိုင်ရာလည်းခက်တယ်ကို့မှာတချို့ဆိုလို့ရှိရင်အမေကအရင်ချစ်တယ်ကလေးကိုအဖေလည်းမခံနိုင်ဘူးရှိတယ်အမကတွေ့ဘူးလားအဖေလည်းမခံနိုင်တဲ့ခါကျအဖေကတစ်ချိန်လုံးသူ့ဘဝကြီးကိုကျင့်နေဖို့ပေါ့ဒီမိသားစုကြီးကဒီကလေးကိစ္စအလုပ်နေရတာစိတ်ညစ်လာပြီးနားတယ်လည်းညစ်အဲ့ဆန်ကလေးတို့ autism ကလေးတို့ကိုautism နဲ့ ADHD ကိုဘေးကပဝန်းကျင်ကြည့်လို့ချင်တာကိတ်နေကြတာတကယ်တမ်းကြောင့်ကာယကံရှင်မိသားစုတွေနေရာဝင်ကြည့်လို့ရှိရင်တကယ်တနာဘူးဒီကကျတော့ကလေးကADHD နဲ့ hyper လေးနဲ့အတကုံဆော့မြောက်လောင်းလေးကြောင့်သူ့မိဘတွေခေါ်လာအမလည်းအဲ့လိုကလေးလူမျိုးတွေကိုဆိုနေတကယ်ပြောတာသူတို့မိသားစုတွေမှာတကယ်မိသားစုဝင်တယောက်ဖြစ်ကြည့်ပါအဲ့မိသားစုရဲ့ပင်မန်းတာတွေအဲ့မိသားစုဘယ်လောက်ခက်ခဲရတယ်နားလည်ဝင်တချို့က strong ဖြစ်တယ်အမဆိုလို့ရှိရင်လူတွေပြတာတော့အမ strong ဖြစ်တယ်အမလည်း strong ဖြစ်တယ်တာထင်တာအိမ်မှာနေတိုင်းရုန်းကန်နေရတော့မယ်နေတိုင်းညသမီးကစိတ်ကောင်းဝင်နေချိန်ဘိုက်စားလို့ရှိရင်သမီးစားရင်စားစိတ်ကောင်းဝင်မစားချင်ဘူးဆိုပြီးကြီးကြရင်ကြတယ်အဲ့ကြီးကြလို့ည7နာရီထိုးနေတော့7နာရီထိုးတော့7နာရီထိုးကြည့်ကျွေးမနေပါနဲ့တော့ထားလို့ရှိရင်ဘာဖြစ်လာသူဝိတ်ကြတာလေဝိတ်ကြလာရင်သူကခန္ဓာကိုယ်ကဝိတ်ဖြစ်လာတဲ့သူပင်မလာရင်ကိုကြီးကြတယ်သူတန်နေရလေးနေတာအဲ့တော့ကိုကနေကိုကလေးကိုကကြည့်အောင်ငါတို့နည်းနည်းလေးပင်မခံလိုက်ရင်သူ့အတွက်ဘာဖြစ်သွားမလဲငါတို့နည်းနည်းလေးပို့ပြီးလေးလာလိုက်လို့ရှင်သူ့အတွက်ကောင်းတာမဖြစ်သွားနဲ့သူကောင်းတာလေးကိုတက်တာလေးဖြစ်ခဲ့ရအဲ့ဒါဆက်နေအမေဒီcaregiver လို့ပဲပေါ်မလားမိဘအုပ်ထိန်းသူပဲဖြစ်ဖြစ်မိဘပဲဖြစ်ဖြစ်ဖိုးဖွားပဲဖြစ်ဖြစ်ဒီကလေးနဲ့ပတ်သက်ကြောင်းလို့ပေါ့နော်ဘယ်နည်းနဲ့အမားတို့ရွေးကြမလဲပေါ့နော်ပတ်စံတက်တိုင်းနဲ့လုံးဝတကယ်ကိုအဲ့ဒီဘာဒံဘာမှမခံနိုင်ဘူးလားအဲ့ဒါကောင်းတဲ့ကြောင်းလေးရှိကလေးအလုံးခံနေလုံးဝကျမလုံးကမခံနေကျမအပြင်သားအလုပ်သွားလုပ်ချင်တာဒီကလေးတောင်မခံနိုင်ဘူးဆိုမိဘလည်းရွေးချယ်ချက်ရှိတယ်အကြောင်းကောင်းတွေရှိတယ်စိတ်စားရှာတေချာလေးလာပြီးတော့အဲ့အကြောင်းကောင်းမှတေချာထားတကယ်ကိုနှလုံးသားထဲကနေပြီးတော့ဒီကလေးမျိုးတွေမြစ်တာထားနေမယ်ဆရာမတွေရှိတယ်အဲ့ခရမကြီးလက်ထဲကတေချာပြုစုထားထောင်ရမဟုတ်ဘူးကျမငွေကြီးရအဆင်ပြေဘူးတော့အဲ့ဒီအကြောင်းကအဲ့ဒီအကြောင်းနဲ့စီးရှိတာအဲ့ဒီအကြောင်းနဲ့မထားနိုင်ဘူးကျမကတော့အစိုးရအကြောင်းလေးထားမယ်ဆိုတော့အစိုးရလုပ်တဲ့ဟာလည်းရှိတယ်တော့မဟုတ်ဘူးကျမကတော့ဘာမှမတတ်နိုင်ဘူးအိမ်မှာပြည့်စုံရမယ်ဆိုလို့ရှိရင်ကိုကလေးကိုကနေချစ်ချင်းအဖြစ်ပေါ့မြစ်တာနဲ့ငါဒါလေးလုပ်ပြီးလိုက်လို့ရှိရင်ငါကလေးအဲ့ကလေးကလေသူ့ကိုနားလဲပြီးလူတယောက်ရှိอยู่အဲ့ကလေးကနားထောင်တယ်ကွာကလေးသာခေါ်ရတာသိရမလားကလေးကိုတုံးချမယ်ဒါမှမဟုတ်လို့ရှိရင်ဒီကလေးကိုသမမယ်စိတ်မရှိဘူးအញ្ញလွယ်ထိန်းနေရလွယ်အဲ့ကလေးတွေတယ်လီဖုန်းကြိုက်တယ်လေတယ်လီဖုန်းပေးထားလိုက်လို့ရှိရင်မနေတယ်အဲ့ကလေးကတပြပြနဲ့ကွာနားလေရအဲ့တယ်လီဖုန်းပေးထားခြင်းအပြင်သူ့ရဲ့အာယုံတွေကမကောင်းတော့ဘူးเนาะဒီအာယုံယောဂါဒီမှာကလေးတွေဒီအာယုံစူးစီးမှုမရတော့ဘူးဒီတယ်လီဖုန်းတွေ side effect တွေခံနေရပြီဆိုရင်အဲ့ကလေးကစိုးကျိုးတွေပဲဖြစ်ပြီးပြန်ရစ်တာ aggressive ကိုဖြစ်လာပြီကိုယ့်ပေါ်မှာပဲပြန်တွက်ပါတော့ကိုကလွယ်လွယ်လေးပြလိုက်တာတယ်လီဖုန်းဒါပေမဲ့အဲ့ကလေး aggressive ဖြစ်တာလေဒီ screen time က aggressive ဖြစ်ပြီးတော့လိုက်ထွက်လာထမင်းမစားနေတော့ဘူးအဲ့ရတငယ်ချင်းတူတွေဖြစ်လာမယ်အဲ့တငယ်ချင်းတွေအဲ့ဒုက္ခတွေကိုတကယ်ပြန်ခံစားလို့တော့ကြည့်ဒီကိုပြင်ကိုနဲ့ပတ်ဝန်းကျင်ကိုမိသားစုဒီလူတွေပဲဒီ side effect တွေပြန်ခံစားအဲ့တော့များလေးလိလာတဲ့နဲ့များလေးလိလာပါအမေတို့များလေးစိတ်ရှည်ပေးပါထွက်ပေါက်ကပါလဲဆိုလို့ရှိရင်လိလာမယ်မေတ္တာထားမယ်ထွက်ပေါက်ကလေးလေးမေတ္တာနဲ့ကြည်ရတဲ့ကြောင့်သူနေရတာဟိုတချို့ကလည်းအသက်တန်းစီနေရတယ်ဒါပေမဲ့တနာစရာကောင်းပါတယ်ဒီလိုကလေးတွေကတက်တန်းစီမနေရတာများတယ်အဲ့တက်တန်းစီသူတို့နေရတဲ့အတိုင်းအတာလေးတွေမှာဒီကလေးတွေကိုမေတ္တာလေးထားပြီးတော့မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်လေးကြီးလိုက်လို့ရှိရင်ကိုလည်းစိတ်ချမ်းသာရတယ်သူတို့ထွက်သွားလို့ရှိရင်ကိုလည်း regret နေတာပေါ့နော်ဟောသူခင်ဗျာဒီလောက်ပဲပါလာရှာတယ်ငါတို့ကတော့အကောင်းဆုံးလုပ်ပြီးလိုက်တာပဲပေါ့နော်ငါတို့သမီးလေးဒီလောက်ပဲပါတယ်ငါတို့သားလေးဒီလောက်ပဲပါတယ်ဆိုပြီးတော့ဖြစ်တယ်တချို့ကတော့ဝစ်ချသွားပြီဆိုပြီးတော့စိတ်ဖြစ်တာနော်အဲ့တော့ဝစ်ချသွားပြီဆိုစိတ်ကြလို့ကျင်တယ်ဝစ်ချသွားပြီပေါ့ဒါပေမဲ့ဝမချုပ်ခင်ဇာတ်ကြားမှာပေါ့ဒီကလေးရောကိုကအကောင်းဆုံး memory လေးဖန်တီးလိုက်လို့ရှိရင်ကောင်းတာပေါ့နော်ဗုဒ္ဓဘာသာကကာမရှိတယ်ဒီဘဝမှာကိုကဒါပိတ်ဆက်လို့ပါတယ်နောက်ဘဝကျလို့ရှိရင်ကိုကကလေးကိုနှိမ့်ဆက်ခဲ့လို့ရှိရင်သူပြန်ဖြစ်မှာပေါ့နော်အဲ့တော့မိသားလေးနဲ့ပဲစောင့်ရှောက်ပြီးရတယ်ခက်တယ်မခက်ဘူးလို့ပြောလွယ်လွယ်လေးပြောတယ်ထင်ပါဆိုလို့ခက်တယ်
အဲ့ဒီမေတ္တာလေးနဲ့စောင့်ရှောက်ပြီးဒီကလေးလေးကောင်းလာတဲ့ခါကျလို့ရှိရင်အဲ့ကောင်းတဲ့ဟာကိုခံစားရတာအဲ့ဒီအေးချမ်းမှုကိုခံစားရတာကိုကလွယ်လေးလှုပ်လိုက်လို့ရှိရင်အဲ့လွယ်လေးရဲ့ side effect ကမကောင်းတဲ့ disadvantage တွေကကိုပြခံစားရတယ်ဒါကြောင့်မလို့ကိုကတကယ်ကောင်းကျင်တယ်တကယ်စိတ်အေးချမ်းကျင်တယ်ဆိုရင်အကောင်းဆုံးနည်းလမ်းကိုပင်ပန်းခံပြီးလေ့လာအဲ့လိုမျိုးပဲနောက်တစ်ခုကတမီးကပြောလို့ပါဒီလိုဘဝတူမိခင်တွေကိုဘယ်လိုမျိုးပေးခြင်းလဲဆိုတော့ဘောနော်ဘဝတူမိခင်တွေတော့ခွန်အားပေးခြင်းတာကတော့ကိုချစ်လို့ကိုကလေးတွေ့တာမလို့သိခံပြီးတော့ပြည့်စုံပြတောင်မှာမေတ္တာနဲ့ပြည့်စုံပြတောင်လို့ရှိရင်အဆင်ပြေလာပါတယ်ဒါပေမဲ့ဘဝမတူအမအဓိကပဲဘဝမတူမျိုးကိုပြောချင်ဘဝမတူမိဘတွေကြတော့ကိုချင်းစာပြီးမရှိအဲ့ဒါအဆိုးဆုံးပဲလူတယောက်ကတယောက်ချင်းစီကနေကောင်းတော့မှကိုပတ်ဝန်းကျင်ကြီးကောင်းအဲ့တော့ကိုမဒီလိုကလေးမျိုးမရဘူးတော့ဒီကလေးလေးရဲ့မိဘတွေဒီကလေးလေးတွေရဲ့ family တွေပေါ့မိသားစုလေးတွေရဲ့ခံစားချက်ကိုနားမလည်ဘူးတနာကြရဲသူတို့ပြင်မဲ့မှာပဲနော်ဟဲ့တော့ပါပဲသူတို့ကြည်ရတာစိတ်ရှုပ်စရာကောင်းတာလားအဲ့လိုမျိုးလုပ်လိုက်အဲ့တူတွေရဲ့မိသားစုဘဝဘယ်တော့ပင်ပန်းနေလဲဆိုတာကိုချင်းစာတရားတွေထားတဲ့မေတ္တာတရားထားတဲ့အဲ့တော့ autism ကလေးတွေက aggressive ဖြစ်ပြီးတော့တောင်းကျမ်းတဲ့ဝန်နိုင်ကျဒေါသတွေကြီးတက်မှုတွေအောင်ဖြစ်တဲ့ဒဏ်ရာတွေတက်ဆိုတော့အဲ့လိုမျိုးပဲကလေးဒေါသတွေကြီးအောင်ပေါင်းဝန်းကျင်ရလုပ်တာတကယ်ပါလေပေါင်းဝန်းကျင်ကမေတ္တာထားပြီးတော့ကောင်းကောင်းဆက်ဆံလို့ရှိရင်အဲ့ကလေးကလေထိမ့်လို့သိလို့ရတယ်ပေါင်းဝန်းကျင်မေတ္တာထားမထားလို့ရှိရင်ပေါင်းဝန်းကျင်ထားလို့မရသူကအကံပေါ့နော်သူတို့ protect လုပ်တာနေပေါ့မိမနဲ့ protect လုပ်ရင်းနဲ့ကျန်းသွားတာပေါ့အဲ့တော့ပေါင်းဝန်းကျင်ကလည်းမေတ္တာထားပြီးတော့လူတွေကများသောအားဖြင့်ခုနမှပြောသလိုပဲချစ်ချင်းမေတ္တာအားဖြင့်ကိုယ်ပေါင်းဝန်းကျင်ကိုမိသားစုလေးအကုန်လုံးဘုဒ္ဓတာများလေးလားဒီလိုကလေးတွေဟဲ့ဒါ autism လေးတင်တယ်ဒါလေးက special needs ဒါ ADHD ဒါသူယောဂပြီးတော့သိခံပေးလိုက်ပါသိခံပေးအဲ့ကလေးကိုညီမလေးထိန်းအသိရလဲရနော်ဟိုဒဇင်းကလေးတယောက်ပါသမီးလေးထားပါလာမယ်ထားပါသမီးကထားဆိုတာအမအချိုးပြထားရင်သမီးကထားကြောင်းလို့ဆိုသမီးကဝုန်းနေနေချင်းထွက်ပြေးနေပဲရှောက်သွားနေတယ်အမတို့သိခံလိုက်ရတယ်ဒီလိုရသိခံလိုက်လို့ဆိုအမကလည်းကလေးကဒီရွက်ဒီကအလုပ်ကမကောင်းလို့မရဘူးဖြစ်တယ်ဆိုလို့ရှိရင်အမကလည်းအဆင်မပြေဘူးညီမတို့လည်းအဆင်မပြေပေါ့ဒါဒီကလေးကိုနားလည်ထားလို့ရှိရင်ဒါသူ့ရဲ့ငါတို့ကိုတက်မဲ့ဒုက္ခပေးနေတာမဟုတ်ဘူးသူ့ရဲ့အုံနောက်ထဲမှာဒီလိုဖြစ်နေတာသူ့ရဲ့ personality ကဒီလိုကလေးတဲ့ handicap လေးပါလားဆိုတော့မေတ္တာထားနိုင်လို့ရှိရင်တူတယောက်ချင်းကြီးကကိုမိသားစုမှာမပါလို့ရှိရင်ပဲအောင်ဝင်းရှင်ကကလေးတွေမေတ္တာထားနိုင်လို့ရှိရင်ညီမလေးအရန်ကြီးဒုက္ခမရဘူးပေါ့နော်အရန်ကြီးလူတစ်ဖက်ကပညာလည်းရောက်တယ်လို့သူတို့လည်းကောင်းတဲ့ life လေးရကိုကနေတက်မှာအခုလည်းလူတွေကစုကမိပါတွေကလူကြားထဲမှာပေါ်သွားခြင်းနေဆိုတာပတ်ဝန်းကျင်ကြောင့်ပတ်ဝန်းကျင်ကသူများသောသမီးကိုသိတယ်မလားအထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်တယ်labor တွေမျိုးတက်တယ်အဲ့လိုတက်တဲ့ခါကျမိသားစုမိဘတွေခံနိုင်ရင်ရှိတယ်သူမိဘတွေခံနိုင်ရင်မရှိဘူးမရှိအမမျိုးသားဆိုဟိုရင်တော့ခံနိုင်ရင်မရှိဘူးဘေဘီကိုအဲ့လိုမျိုးပေါ့နော်ရှင်းရှင်းပြောရရင်ညီမလေးအယူလို့ကြည့်တာပေါ့နော်ကလေးယူနေရလားမသိဘူးတကယ်တော့အဲ့လိုယူနေတာလားမသိဘူးလို့ပြောတဲ့လူတွေကတကယ်ကအသိဉာဏ်လို့ရှိတာဘူးသူကနေတာဒါယူနေတာမဟုတ် different ဖြစ်တာတမီးနဲ့အမနဲ့တူချင်မှတူဒီကလေးလေးတူချင်မှတူမှာဒီ spectrum ဆိုတဲ့ဟာကိုနားမလဲဘူးအဲ့တော့အမပြောချင်တာလေများလိလာပါလောကကြီးမှာကိုယ်နဲ့မတူတဲ့ different တွေရှိတယ်เนาะဒီ different တွေကိုနားလေလေးကိုနားလေလားလေကိုနေရထိုင်ရတာကောင်းလေလေပဲအဆင်ပြေတယ်သူများဟာမဟုတ်ဘူးเนาะကိုအဆင်ပြေသွားတယ်ကိုစိတ်ကထက်တက်တော့အော်ဒီကလေးကဒါကြောင့်မို့စိတ်တက်ကဒီကလေးကဘယ်လိုလဲလို့စိတ်ပင်ပန်းလာကြအော် तू ကဒါကြောင့်မို့လို့ဆိုကိုအရင်စအဆင်ပြေတာကိုအဆင်ပြေတော့သူ့ကိုကောင်းကောင်းလေးဆက်ဆံနိုင်လို့ရှိရင် तू ပါအဆင်ပြေသွားတယ်အဲ့တော့များလေးလေးလာပါလောကကြီးမှာကိုလိုလူတွေလည်းရှိတယ်လို့ပြောကိုနဲ့မတူတဲ့ different တွေလည်းရှိတယ်ဒီ different တွေကိုကိုကနေပြီးတော့လက်ခံနိုင်မယ်နားလည်နိုင်မယ်ဆိုရင်ပတ်ဝန်းကျင်ကြီးကတကယ်တော့အဆင်ပြေတယ်အဲ့ပတ်ဝန်းကျင်အဆင်ပြေရင်အဲ့လိုအမေမျိုးတွေစိတ်ပင်ပန်းနေအမေတွေကိုလည်းကိုကခွန်အားပေးရရောက်တာပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့မေတ္တာထားပြီးတော့လုပ်ရင်တော့အဆင်ပြေမယ်လို့ငါထင်တယ်အမေတွေလည်းလူမျိုးပဲအဲ့လိုကိုကိုလက်မခံတဲ့ပတ်ဝန်းကျင်ကိုကိုလိုမျိုးတီးမခံတဲ့ပတ်ဝန်းကျင်ကထွက်လိုက်အဲ့ပတ်ဝန်းကျင်ထွက်လိုက်အဲ့ပတ်ဝန်းကျင်မှာမနေနဲ့ toxic ပဲကိုစိတ်ပစ္စည်းမျိုးပေးတယ်ဟဲ့မေဒါကိစ္စမရှိဘူးเนาะဒါမိတယောက်လည်းဖြစ်တာမဟုတ်ဘူးကလေးဘယ်နှယောက်မှဘယ်နှယောက်ဖြစ်နေတာဒီလိုတွေဖြစ်တတ်တယ်ကိုကိတ်နေတဲ့ပတ်ဝန်းကျင်ကိုစိတ်ပစ္စည်းပေးနေတဲ့ပတ်ဝန်းကျင်ထွက်လိုက်ကိုအားပေးတဲ့ခွန်အားပေးတဲ့ပတ်ဝန်းကျင်ရှိတယ်ဒီလိုလုပ်ပါဆိုပြီးတော့အဲ့လိုတယောက်တယောက်ဖိမရင်းနဲ့ပဲတယောက်တယောက်ဖိမမနဲ့ပေါ့နော်အဲ့လိုရင်ဆိုင်တဲ့ပတ်ဝန်းကျင်လေးမှာပေါင်ညစ်ကောင်းလေးမှာနေလိုက်ရင်တော့အမေတွေပိုခွန်အားရှိမယ်လို့မှထင်တယ်ပေါ့နော်စကားတွေပြောလို့ရတဲ့ group တွေရှိတယ်အမတို့မှာနော် specially အမိတွေများတဲ့ group တွေရှိတယ်ဆရာမတွေရှိတယ်အဲ့လိုလူကောင်းတွေနဲ့ကိုနဲ့တူတဲ့လူတွေနဲ့ပဲပေါင်းပြီးတော့စိတ်ခွန်အားတွေယူအပြင်ထွက်ကိုကိုလည်းလုံးဝရှုံးမပေးနဲ့လှုပ်ဆန်ရှာလှုပ်ပြီးတော့ရှင်လို့ကလေးနဲ့ကိုခွန်အားရှိမှကလေးကိုကလုံးနိုင်တယ်ဆိုတော့အဲ့လိုမျိုးနဲ့နေပါကိုကို toxic ဖြစ်စေတဲ့ပေါင်းဝင်ခြင်းကိုခုလိုကလည်းနေလာတွင်းနေနေဝေးအောင်အဲ့ဆိုကိုစိတ်မပင်ပန်းတော့စိတ်မပင်ပန်းစိတ်ခွန်အားရှိလို့ရှင်မတော်ရှေ့ဆက်ပြီးသွားနိုင်တယ်ပေါ့နော်ကိုစိတ်ပင်ပန်းစေတဲ့ပေါင်းဝင်ခြင်းနေထွက်လိုက်တာအကောင်းဆုံး
အဲ့ဒါပဲအဓိကဟိုအမအပေးချင်တာ message ကကိုသမီးသားသမီးလေးတွေကိုမြစ်တာထားမယ်ကိုပတ်ဝန်းကျင်ဒီစက်ကတေးသေးလေးမှာပဲနေလို့ရတာဒီစက်ကတေးသေးလေးမှာနေတပြည့်နဲ့ချက်ပြီးနေလို့ရပြီလားချက်ပြီးနေလို့ရဒါပေမဲ့ကိုသားသမီးကိုမှကိုကနေဒုက္ခတွေဖြစ်စေတဲ့စိတ်ပင်ပန်းစေတဲ့လူပြည့်အကျိုးမနှက်စေတဲ့ဟာတွေဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီကနေထွက်လိုက်တာကောင်းအဲ့တော့အမေတွေကပတ်စံရှိတဲ့နေဆိုလို့ဆိုပတ်စံရှိတဲ့ဟာတွေကဒီကောင်လေးတွေတော့ပတ်စံမရှိတဲ့မိတွေဆိုလဲအားငယ်စားမလို့အချင်းချင်းအဲ့လိုမျိုးပဲပေါ့နော်အဲ့လိုပြပြမမနဲ့လုပ်ပြီးတဲ့ပတ်ဝန်းကျင်ကသွားပြီးတော့ကိုကနေဘုဒ္ဓတာတွေယူကိုစိတ်ချမ်းသာတဲ့ပတ်ဝန်းကျင်တွေမှာကိုသားသမီးကိုလည်းထားကိုလည်းနေအဲ့ဒါဆိုလို့ရှိရင်တော့စိတ်ထင်ရနေတာပေါ့နော်စိတ်ပိတ်မှန်းမှုနေတာပေါ့အဲ့လိုလုံးဝမရှိပဲထွက်ပေါက်မရှိနေတာမဟုတ်ဘူးအဲ့လိုဆွေးနွေးပေးတဲ့ group လေးတွေမှာသွားပြီးတော့စကားလေးတွေပြောကြည့်တာခွင့်တော့လည်းဘလို့အားပေးစကားတွေယူတာနီးလန်းလေးတွေယူတာအသုံးဝင်မှာပါဒီ season ကိုမြန် health ကနေပတ်မိုးပေးထားပါတယ်ကျမတို့ရဲ့ဒီ season မှာပါဝင်လို့တဲ့အမျိုးသမီးမိခင်အားလုံးကိုကြိုဆိုပါတယ်ပါဝင်ခြင်းနဲ့ဆိုရင်တော့မြန် health ရဲ့ email messenger telegram တို့မှာတဆင့်ဆက်သွယ်ပြီးပါဝင်နိုင်ပါတယ်နောက်ပတ်တွေမှာလည်းအခုလိုအဖိုးတန်အတွေ့အကြုံတွေကိုဘယ်သူတွေကမျှဝေပေးသွားမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်